ချိန်ရသလောက်ပြောချင်တာတော့အများကြီးရသလောက်အေးစစ်စစ်ပြောပြမယ်နော် You go on living day by day without really living နော်ဒီတက်မှာအင်္ဂလိပ်စကားတက်တဲ့လူတွေကပဲများပါတယ်နော် day by day ဆိုတာတစ်နေ့ပြီးတစ်နေ့နော်နေ့တိုင်း go on living နေသွားနေတာနော် You go on living day by day without really living without really living ဆိုတာဘယ်လိုအဓိပ္ပာယ်ကောင်းတကယ်ပြည့်ပြည့်ဝဝကြီးဘဝကိုနေသွားတာမဟုတ်ဘူးเนาะမသေးုံလေးအသက်ရှင်ပြီးတော့ဒီလိုစားဖို့နဲ့ဝတ်ဖို့နဲ့နေဖို့လောက်နဲ့ပဲနေသွားကြတယ်เนาะအဲ့ဒါ really living လို့ဆိုနိုင်ဘူးเนาะ so to speak ဆိုတော့ဒါပြောတတ်တယ်လို့ပြောလိုက်တဲ့စကားပါเนาะ you exist ဆိုတာကမသေးတာကိုပဲ exist လို့ပြောတာเนาะအသက်ရှင်ပြီးတော့ဒီတိုင်းပဲနေတယ်เนาะအဓိပ္ပာယ်ရှိအသိဉာဏ်ကိုစိတ်ဓာတ်ကိုတနည်းတခြားဖွံ့ဖြိုးတိုးတက်ပြီးတော့နေသွားတာမျိုးမဟုတ်တာကို you exist လို့ပြောတာเนาะဘာကြောင့်ဆိုတော့ living ဆိုတဲ့စကားရဲ့အဓိပ္ပာယ်မှာ growth ဆိုတာပါရမယ်เนาะ growth မပါဘဲနဲ့ living မဖြစ်ဘူးအဲ့တော့ပါဠိစကားဘဝဆိုတာဒါဗမာစကားမဟုတ်ဘူးเนาะဘဝဆိုတာပါဠိစကားဒီပါဠိစကားဘဝရဲ့ root ဆိုတာသူ့ရဲ့စကားလုံးရဲ့အရင်းအမြစ်အဲ့ဒီစကားလုံးရဲ့အရင်းအမြစ်ကဘာလို့ဆိုတော့ဘူးတဲ့ပါဠိစကားမှာဘူးလို့ဟူလို့ဆိုတဲ့ root တွေရှိတယ်နော်ဒီစကားလုံးရဲ့အဓိပ္ပာယ်ကတော်တော်များပါတယ်အဲ့ဒီအများကြီးတွေကတစ်ခုပြောရမယ်ဆိုရင်ဘူးဆိုတာ growth ကိုပြောတာကြီးပွားခြင်းဆိုတဲ့အဓိပ္ပာယ်ရှိကြီးပွားခြင်းကိုဖျက်ဆီးတာကိုပါဠိစကားမှာဘူးနဟုတ်လို့ခေါ်တယ်နော်မကြီးပွားအောင်လုပ်တာတားဆီးတာပိတ်ပင်တာဖျက်ဆီးတာဘူးနဟုတ်လို့ခေါ်တာအကြောင်းဘူးဆိုတာကြီးပွားခြင်းအဲ့တော့ဘဝဆိုတဲ့စကားလုံးကဒီဘူးဆိုတဲ့စကားလုံးကဖြစ်လာတာသူ့မှာတခြားအဓိပ္ပာယ်လည်းရှိသေးတယ်ရှိခြင်းဆိုတဲ့အဓိပ္ပာယ်လည်းပါသေးတယ်နော်ဘဝတိဖြစ်ဤဆိုတာမျိုးဒီလိုသုံးထားတယ်လည်းရှိတယ်နော်ဟောတိဖြစ်ဤဆိုတာမျိုးသုံးထားတယ်လည်းရှိတယ်သို့တော့သူ့ရဲ့နောက်အဓိပ္ပာယ်ကတော့ကြီးပွားခြင်း growth ဆိုတဲ့အဓိပ္ပာယ်ရှိတယ် living implies a knowledge of all things that are about you living အသက်ရှင်နေတယ်ဆိုတဲ့စကားရဲ့နောက်ကမှာအဓိပ္ပာယ်ကကိုယ်ပတ်ဝန်းကျင်မှာရှိတာတွေအားလုံးကိုသိတယ်ဆိုတဲ့အဓိပ္ပာယ်ပဲပါတယ်နော်အဲ့တော့ကလေးတယောက်ကမွေးလာပြီဆိုတော့အဲ့ဒီကလေးကမြင်လည်းမမြင်နိုင်ဘူးကြားလည်းမကြားနိုင်ဘူးနော်သူအနံ့အတက်လည်းမရနိုင်ဘူးခန္ဓာကိုယ်မှာလည်းပဲသူမှာ sensation မရှိဘူးကျွေးရင်တော့သူစားနိုင်တယ်ဆိုတော့အသက်တော့မသိဘူးနော်သူ့ကို living လို့ပြောလို့ရမလားမရတော့နော်အဲ့တော့ living implies a knowledge of all things that are about you within you about နဲ့မပြီးသေးဘူးเนาะပတ်ဝန်းကျင်မှာရှိတာကိုသိအောင်မပြီးသေးဘူး within you ဟိုအတွင်းမှာရှိတာကိုလည်းပဲသိမှဖြစ်မယ်เนาะ and concern you ကိုယ်နဲ့ပတ်သက်တာเนาะအဲ့တော့ကိုယ်နဲ့ပတ်သက်တာတွေကိုအတွင်းမှာရှိတာတွေကိုပတ်ဝန်းကျင်မှာရှိတာတွေကိုတိတိကျကျသိမှသာအဲ့လူကအသိဉာဏ်ကိုစိတ်ဓာတ်ကိုတိုးတက်နေရင့်ကျက်နေကြီးပွားနေမသိရင်မတုတ်တက်နိုင်ဘူးကြီးပွားနေဒါကြောင့်ဘဝကိုတကယ်အသက်ဝင်ပြီးတော့နေသွားခြင်းတဲ့သူဟာတတိပဋ္ဌာန်တရားအထုံးမှဖြစ်ဘူးနော်ဘယ်အရာကိုမှပေါ့ပေါ့တန်တန်သဘောထားလို့မဖြစ်ဘူးမြင်တိုင်းသိရမယ်ကြားတိုင်းလည်းသိနေရမယ်အနန္တတရားတိုင်းစားတိုင်းတောက်တိုင်းတွေးခေါ်တိုင်းစဉ်းစားတိုင်းခံစားတိုင်းဒါတွေကိုနည်းနည်းသိမှသာတတိရှာအသိဉာဏ်ကြီးတဲ့လူဖြစ်လာမယ်ဓမ္မဘဝအသက်ရှင်ရတဲ့အဓိပ္ပာယ်ရှိတယ်နော်အဲ့တော့ကြုံတိုင်းအမြဲတမ်းပြောနေတဲ့စကားတွေကိုလူရင်းပြန်ကောက်လို့ရှိရင်တခုပဲရတယ်နော်အမြဲတမ်းဂျုံနဲ့ဟောနေတဲ့တရားတွေအားလုံးကိုအချင်းချင်းပြီးတော့တခွန်းနဲ့ကောက်လိုက်ရင်တခွန်းနဲ့ရတယ်နော်တတိနဲ့နေဖို့နော်တတိနဲ့မှမနေရင်ဘဝအတိတ်ပဲလူမှမရှိဘူးနော်တတိနဲ့မှမနေရင်တကယ်အသိဉာဏ်ရှိတဲ့လူမဖြစ်နိုင်ဘူးနော်အဲ့တော့အသိဉာဏ်ဆိုတာမှာအရေးကြီးဆုံးဟာကိုယ့်အကြောင်းကိုသိတာကိုယ့်စိတ်အကြောင်းကိုသိတာကိုယ့်စိတ်ထဲမှာခံစားရတာတွေသိတာကိုယ့်အကြောင်းကိုမသိဘဲနဲ့ပြင်ပကတခြားရုပ်ထုတွေအကြောင်းဘယ်လောက်သိအဲ့လူကအသိဉာဏ်ရှိတဲ့လူလို့ပြောလို့မရဘူးအဲ့လူကဘဝကိုအတိတ်ပဲရှိတယ်နေလို့မရဘူးနော်အခုခေတ်လူတွေမှာ knowledge တွေအင်မတန်များကြတယ်ပြင်ပဗဟုသုတအင်မတန်များတယ်နော်ဒါပေမဲ့ကိုယ့်အကြောင်းကိုသိတာတော့နည်းသွားနေတယ်နော်
နော်အချိန်လည်းမပေးကြအောင်ဒီချာမလေးလာကြအောင်နော်အဲ့တော့ဒီလူတွေကတကယ်ပညာရှိတဲ့လူလို့ပြောလို့မရဘူးဟိုးရှိခေတ်ကအခုခေတ်လိုသိပ္ပံပညာတွေဘာတွေမတူတတ်တဲ့ခေတ်ကပတ်ဝန်းကျင်အကြောင်းကိုသိမသိဘူးနော်ဒါပေမဲ့ကိုယ်စိတ်အကြောင်းကိုတော့ကောင်းကောင်းသိတယ်နော်ဥပမာဖျားထက်ကအခုခေတ်လိုရေဒီယိုတွေတယ်လီဗီရှင်းတွေဂျိုတုတွေဘာတွေလိမ်မြန်တွေဘာမှမရှိဘူးနော်ဒါပေမဲ့အဲ့ဒီခေတ်ကမြတ်စွာဘုရားရဲ့တပည့်တော်ကတွေဟာစိတ်အကြောင်းခန္ဓာအကြောင်းတော့ကောင်းကောင်းသိတယ်နော်ဒါကြောင့်အင်မတန်ဉာဏ်ပညာကြီးတဲ့သူဘဝကိုအင်မတန်အတိတ်ပဲရှိနေသွားတဲ့လူတွေဖြစ်တာပဲနော်စိတ်လည်းအင်မတန်ချမ်းသာတဲ့လူဖြစ်တယ်ဒါကြောင့်ပတ်ဝန်းကျင် knowledge တစ်ခုတည်းနဲ့အသိဉာဏ်ကြီးတဲ့လူမဖြစ်နိုင်ဘူးစိတ်ချမ်းသာတဲ့လူလည်းမဖြစ်နိုင်ဘူးနော် The happiest man is he who brings forth the highest and the best in him စိတ်အချမ်းသာဆုံးလူကဘယ်သူလဲဆိုတော့ The happiest man is he who brings forth ဆိုတာထွက်ပေါ်လာအောင်လုပ်တာနော်အကောင့်ထဲပေါ်လိုက်တာ the highest and the best in him ကိုယ်မှာရှိတဲ့အရေးချင်းတွေနော်ကိုယ်မှာရှိတဲ့အရေးချင်းတွေကိုအမြင့်မားဆုံးအကောင်းဆုံးထွက်ပေါ်လာအောင်လုပ်နိုင်တဲ့လူဟာအပျော်ဆုံးလူပဲတဲ့နော်ပစ္စည်းဥစ္စာအများဆုံးရတဲ့လူဟာအပျော်ဆုံးလူမဟုတ်နိုင်ဘူးနော်ယာတုအဆင့်တန်းတွေအမြင့်ဆုံးရောက်တဲ့လူဟာအပျော်ဆုံးစိတ်ချမ်းသာဆုံးလူမဖြစ်နိုင်ဘူးနော်ဘယ်လိုလူကအပျော်ဆုံးလူစိတ်ချမ်းသာဆုံးလူဖြစ်မလဲဆိုတော့ကိုယ်မှာရှိတဲ့အရေးချင်းတွေကိုအမြင့်အမားဆုံးအကောင်းဆုံးဖြစ်အောင်ထွက်ပေါ်လာအောင်လေ့ကျင့်ပြုစုပြိုးထောင်ပွားများအားထုတ်နေတဲ့လူဟာစိတ်ချမ်းသာဆုံးလူဖြစ်မယ်အဲ့တော့လူတိုင်းဟာဘာကိုရှာနေကြလဲလို့မေးစိတ်ချမ်းသာမှုရှာနေကြတာဘယ်လိုနည်းနဲ့များစိတ်ချမ်းသာမှုရမယ်လို့ထင်ကြတယ်လေများသောအားဖြင့်ပတ်ဝန်းကျင်အတိုင်းဝိုင်းကကိုယ်ကောင်းတွေကိုထည့်ပေးတဲ့အယူဆကဘာလဲဆိုတော့သူများထက်ပိုပြီးတော့အစင်တန်းမြင့်မြင့်နေနေလို့ရှိရင်စိတ်ချမ်းသာမယ်။ပတ်စံများများရှိရင်စိတ်ချမ်းသာမယ်။ယာတုတွေအမြင့်ကြီးရလို့ရှိရင်စိတ်ချမ်းသာမယ်လို့ထင်တယ်နော်။တကယ်လက်တွေ့အကဲခတ်ကြည့်စမ်းပါ။ပစ္စည်းဥစ္စာအများဆုံးရှိတဲ့လူကစိတ်ချမ်းသာဆုံးလူဟုတ်ရဲ့လား။နော်။တချို့ကိစ္စတွေမှာပစ္စည်းဥစ္စာအများဆုံးရှိတဲ့လူကစိတ်အစင်းရဲဆုံးလူဖြစ်နေတာတွေ့ရတယ်။နော်။တချို့ကိစ္စတွေမှာအကျော်ကြားဆုံးလူကစိတ်အစင်းရဲဆုံးလူဖြစ်နေတာတွေ့ရတယ်နော်။ဒါဒီဘုံဘဝငယ်တွေက biographies တွေဖတ်တဲ့ဝါနာပါတယ်နော်။လူတွေရဲ့ဘဝဖြစ်ရအမှန်တွေကိုတချို့သူအနီးပါးမှာနေတဲ့မိတ်ဆွေတွေကပြန်ရေးတာရှိတယ်တချို့ကျတော့လည်းသူတို့ကိုယ်တိုင်ပြန်ရေးတာရှိတယ်နော်အဲ့ထဲမှာပညာဉာဏ်လေးနဲ့နော်ထင်းထင်းတင်းတင်းစင်စင်နေပြီးတော့ဘဝကိုအဲ့လိုအသေးပဲရှိနေသွားတဲ့လူကစိတ်ကိုချမ်းသာတာတွေ့ရတယ်နော်ပစ္စည်းဥစ္စာအပျော်ပါဂုဏ်ပကာဒနာတွေအများကြီးနေသွားတဲ့လူကစိတ်မချမ်းသာတာပဲတွေ့ရတယ်ဥပမာရိုးရိုးတစ်ခုဆိုပါတော့တိတ်လေးလေးနက်နက်ဥပမာတော့မဟုတ်ပါဘူးလူတစ်ယောက်ကြောင်းပေါ့နော်အဲ့တော့သူကကြားဘူးတဲ့အဆိုတော်တစ်ယောက် Elvis Presley ဆိုသူ့အကြောင်းကိုဘုံဘုံကပြောချင်တာတခြားမဟုတ်ငငယ်တော့သူ့တခြင်းတွေကိုတော်တော်ကြိုက်ခဲ့တယ်နော်အခုလည်းပဲတခါလေသူ့တခြင်းကြားတဲ့ခါပြန်ပြီးတော့နားဆိုင်ပြီးတော့ထောင်မိတယ်ငငယ်တော့ကကြိုက်ခဲ့တာလေးဆိုတာအရှင်ကရှိသေးတာပေါ့နော်ဒါပေမဲ့သူ့ဘဝအကြောင်းကိုဖတ်ရတာကြားတယ်တော်တော်စိတ်မကောင်းစရာသူဟာသူများကိုပျော်ရွှင်အောင်တော်တော်ကြိုးစားခဲ့တဲ့သူနော်သူကိုယ်တိုင်တော့မပြောပါဘူးသူ့မှာအနားမှာအချမ်းရံတွေတပည့်တွေအလုပ်ကြီးတွေအများကြီးရှိတယ်နော်ဒါပေမဲ့မိတ်ဆွေကောင်းတရားမှမရှိဘူးနောက်ဆုံးသူဘယ်လိုတည်သွားလဲမွေးရစေဝါလုံပြီးတော့တည်သွားတာနော်အဲ့တော့ပစ္စံချမ်းသာဆုံးလူနော်အကျော်ကြားဆုံးလူတယောက်တခြားလူတွေနိုင်ငံကောင်းဆောင်တယောက်ကြောင်းပြောမှဆိုရင်မကြားဘူးတဲ့လူရှိရင်ရှိလိမ့်မယ်သူ့အကြောင်းပြောရင်မကြားဘူးလို့သိမရှိဘူးနော်ပြီးတော့လူချစ်လူခင်လည်းတော်တော်များပါတယ်နော်သူ့အမူအရာတွေဘာတွေကစားရုပ်ရည်ရစားတော်တော်လေးချစ်စရာခင်စရာကောင်းပါတယ်နော်ဒါပေမဲ့သူ့မှာတကယ်မိတ်ဆွေကောင်းမရှိဘူးသူတကယ်စိတ်မချမ်းသာဘူးအဲ့တော့ကိုစိတ်ချမ်းသာဆုံးဖြစ်အောင်လုပ်ချင်တယ်ဆိုရင်ကို့မှာကောင်းတဲ့အရေးချင်းတွေအများကြီးရှိတယ်အဲ့ဒါထွက်လာအောင်လုပ်ဖို့ရနော်အဲ့တော့ကို့မှာကောင်းတဲ့အရေးချင်းတွေဘယ်လောက်များတယ်လဲစဉ်းစားကြည့်အခုပညာသင်နေတာလည်းပဲအရေးချင်းတစ်ခုပဲနော်ပစ္စည်းတစ်ခုကိုဖြစ်အောင်လုပ်ပေးနေတာလည်းပဲအရေးချင်းတစ်ခုပဲအခုဒီမှာလမ်းတွေလုပ်နေနော်ဒါပညာရှင်တွေလုပ်ပေးနေတာပဲနော်အင်ဂျင်နီယာတွေလုပ်ပေးနေတာဒါသူ့အရေးချင်းတစ်ခုပဲနော်အဲ့တော့ဘယ်လိုအရေးချင်းဖြစ်ဖြစ်ကိုယ့်အရေးချင်းကိုထုတ်ရလို့ရှိရင်သူကကျင့်တတ်မှုနည်းနည်းတော့ရတယ်နော်ဒါပေမဲ့ဒါဟာလူတစ်ယောက်မှာရှိတဲ့အမြင့်မားဆုံးအရေးချင်းလားမဟုတ်သေးဘူးနော်ဒီအရေးချင်းနဲ့အလုပ်လုပ်လို့သူ့အတွက်စားဝင်နေအဆင်ပြေတယ်ကိုသူ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေအတွက်အသုံးဝင်မဲ့အဆင်ပြေမဲ့
လမ်းတို့တရားတို့တိုက်တို့လုပ်ပြရတဲ့အတွက်ကြောင့်စိတ်ထဲမှာကျဉ်းနှံ့မှုရမှာနော်အဲ့တော့တစ်ချိန်မှသူလာကြည့်လို့ရှိရင်တော့မှဒီလမ်းဟာငါလုပ်သွားတာလို့သူပြောလိုက်ရရင်တော်တော်ဂုဏ်ယူမှာနော်စိတ်အများကြီးချမ်းသာပါအဲ့လိုပဲတချို့ဆရာဝန်ကြီးတွေကစေဝါတွေပါတယ်အများကြီးထွင်ပေးခဲ့လူသားတွေအကျိုးရှိမဲ့ကိစ္စအဲ့ဒီအတွက်လည်းသူတို့အမှန်ဂုဏ်ယူတယ်အမှန်လည်းစိတ်ချမ်းသာတယ်နော်အဲ့တော့လူဟာမိမိအကျိုးအများအကျိုးကိုများများဆောင်ရွက်ရတယ်လေစိတ်ပိုချမ်းသာတယ်ဖြစ်တယ်နော်ဒါသဘာဝတစ်ခုပဲတို့တော့လူမှန်တလောက်တည်းမကပစ္စည်းရတွေကိုလုတ်တတ်တဲ့အရေးချင်းတွေမကဘူးတခြားအရေးချင်းတွေအများကြီးရှိသေးတယ်အဲ့တခြားအရေးချင်းတွေမှာအမြင့်မားဆုံးဟာတရားပဲအဲ့တော့ကိုချင်းစာနိုင်တာလူအရေးချင်းဘယ်လောက်ကိုချင်းစာနိုင်မလဲကိုစဉ်းစားကြည့်တာပါအမြဲတမ်းကိုပြန်မေးပါငါအတတ်နိုင်ဆုံးကိုချင်းစာမယ်ဒီတစ်ခုလက်ကင်ထားကြည့်လူတယောက်ကိုမြင်တဲ့နေပြင်နဲ့ငါကိုချင်းစာတော့မယ်ငါ့ကိုအေးစီစီလေးလေးဆဆာတမိုးထားပြီးတော့ပြောမယ်ဆိုရင်ဆက်ဆံမယ်ဆိုရင်ငါကြိုက်တယ်နော်ထို့သူပဲငါကိုချင်းစာလိုက်သူ့ကငါအေးစီစီပြောမယ်ဒေါသနဲ့မပြောဘူးနော်အေးစီစီပြောမယ်ကိုချင်းစာပြီးတော့ပြောမယ်လေးလေးဆဆာလေးသူ့ကပြောလိုက်မယ်ဆိုတဲ့စိတ်နဲ့ပြောကြည့်နော်ဆက်ဆံရေးကအများကြီးအဆင်ပြေလာနော်ဒီဆက်ဆံရေးထဲမှာကိုပဲကိုယ့်ရဲ့စိတ်ရင်သဘောထားအမြင့်မြတ်တဲ့စိတ်ရင်သဘောထားဖြစ်လာတယ်နော်အမှန်တော့ကိုချင်းစာလိုက်တယ်ဆိုတဲ့ကူကတော်တော်မြင့်မြတ်သွားပြီဒါပစ္စည်းတစ်ခုလူတစ်ယောက်ကိုပေးတာမဟုတ်ဘူးနော်လူတစ်ယောက်ကိုပစ္စည်းတစ်ခုပေးတာ ਨੇ အဲ့ဒီလူတစ်ယောက်ကိုလေးလေးဆဆဆက်ဆံတာ ਨੇ ဟာအမ်တန်กว่าလေးလေးဆဆဆက်ဆံလိုက်တာဘာကိုပေးတာလဲဆိုတော့ကိုယ့်ရဲ့အကောင်းဆုံးကိုသူပေးလိုက်တာကိုပေးလိုက်တာနော် relationship တစ်ခုမှာဆက်ဆံရေးတစ်ခုမှာမိမိကိုပေးလိုက်တာပဲအဲ့ဒါတစ်ချက်လေးလေးနဲ့စဉ်းစားကြည့်နော်ဒီဒိဗ္ဗေကိုမြင်နိုင်သလားလူတယောက်ကိုချင်းစာပြီးတော့လေးလေးဆဆဆက်ဆံလိုက်တာဟာမိမိကိုပေးလိုက်ခြင်းဒီထက်ပိုကိုပေးနိုင်အောင်မလားပေးနိုင်တော့ဘူးနော်ဘယ်လောက်မြင့်မြတ်သွားလဲဆိုတော့အဲ့ဒါကြည့်နေတာနော်အဲ့တော့ဆက်ဆံရေးမှာမိမိကိုပေးနေရတယ်ဆိုတော့သဘောပေါက်စီခြင်းနော်အဲ့တော့ကိုချင်းစာတဲ့စိတ်နဲ့ဆက်ဆံလိုက်ပြီဆိုရင်အလိုလျောက်တီလာနေရသွားပြီနော်တချို့ကသူတို့ကတက်တိုင်ရင်နောက်ဘွားကြရင်ဘယ်လိုဒုက္ခရောက်မလဲနော်အဲ့လို၆လှမ်းလိုက်လို့ရှိရင်ကြောက်ပြီးတော့မလုပ်ပြစ်တော့နော်ကောင်းတော့ကောင်းပါတယ်မလုပ်ပြစ်တာတော့ကောင်းတယ်နော်ဒါပေမဲ့ကိုပြန်ပြီးတော့ဒုက္ခရောက်မယ်ဆိုတော့ကြောက်ပြီးတော့မလုပ်တာ ਨੇ နော်သူ့ကိုချင်းစာပြီးတော့သူဟာလဲငါ့လိုလူသားတယောက်ပဲနော်သူ့မှာထိခိုက်မှာနစ်နာမှာကိုသူမကြိုက်ဘူးလူမဟုတ်ပေမဲ့တိရစ္ဆာန်ပင်ဖြစ်တော်လဲပဲသူလည်းပဲတိမ်မှကြောက်တာပဲနော်ငါလည်းပဲတိမ်မှကြောက်တာပဲငါ့ကိုထိခိုက်အောင်လုပ်တာကိုငါမကြိုက်ဘူးဒါကြောင့်ငါသူ့ကိုထိခိုက်အောင်မလုပ်ဘူးဆိုတဲ့ကိုချင်းစာတဲ့စိတ်နဲ့မလုပ်ပဲနေတာကပုံမြင့်မြတ်တယ်ကြောက်ပြီးတော့မလုပ်ပဲနေတာနဲ့ဆိုရင်ကိုချင်းစားတဲ့စိတ်နဲ့မလုပ်ပဲနေတာကပို့ပြီးတော့မြင့်မြတ်တယ်နော်ထို့သူပဲတခြားတီလာတွေလည်းတစ်ခုချင်းစဉ်းစားကြည့်နော်ကိုချင်းစားတရားတစ်ခုကိုလက်ကင်ထားမယ်ဆိုရင်ကိုပဲအင်မတန်မြင့်မြတ်တဲ့လူဖြစ်နေပြီနော်တော်တော်အခက်ကြီးမဟုတ်ဘူးနော်အဲ့တော့တခြားလည်းပဲမေတ္တာကရုဏာနဲ့ဆက်ဆံမယ်ဆိုတော့ဒါလည်းတူတူပါပဲကိုယ့်ကိုတူတူပါမေတ္တာထားတာကိုသိလို့ချင်တာပဲနော်အဲ့တော့သူတစ်ပါးကိုလည်းပဲကိုကမေတ္တာနဲ့မေတ္တာဆိုတာကောင်းစေခြင်းတာကိုပြောတာနော်ဒီအကြောင်းကိုတနေ့ကတစ်ခေါက်နည်းနည်းကြည်ကြည်လေးပြောခဲ့ပြီးဒီနေ့တော့အဲ့လောက်အကျေကြီးပြောဖို့ရအချိန်မပေးနိုင်ဘူးနော်နောက်တစ်ခေါက်ကြုံရင်တော့ပြောမှာပါအဲ့တော့လူတိုင်းဟာမေတ္တာကိုလိုရှိတယ်မိဘစီရဲ့မေတ္တာလိုချင်တယ်ပေါင်းချင်အတိုင်းဝိုင်းစီရဲ့မေတ္တာလိုချင်တယ်နော်မေတ္တာများရလို့ရှိရင်စိတ်ကိုအေးချမ်းတယ်အဲ့တော့ security ဆိုတာဟာတကယ်တော့မေတ္တာနဲ့မှပဲရတယ်နော်စိတ်ထဲမှာလုံခြုံတယ်အေးချမ်းတယ်စိတ်ချတယ်ဘေးအန္တရာယ်ကင်းတယ်ဆိုတဲ့စိတ်မျိုးဖြစ်နေတာဟာမေတ္တာနဲ့မှပဲဖြစ်နေတယ်ပစ္စည်းဥစ္စာတွေအများကြီးရှိတဲ့လူကအိမ်ကိုတေချာတခါတည်း concrete တွေနဲ့ဆောက်မယ်တန်တကားကြီးတွေတတ်မယ်တော့ခတ်မယ်အိမ်ကိုတခါတည်းပတ်ဝန်းကျင်မှာဥဒ္ဒတိုင်းကြီးတွေခတ်ထားမယ်အိမ်ထဲမှာအဆောင်နေထားမယ်ခွေးကြီးတွေထားမယ်လုံခြုံပြီလားဆိုတော့မလုံခြုံသေးဘူးနော်သူ့မှာ insecurity ရရှိသေးတာနော်အကယ်၍မေတ္တာသာထားနိုင်မှဆိုရင်အများကြီး secure ဖြစ်တယ်တော့ကိုယ်တိုင်ကတကယ်လက်မေတ္တာစိတ်ထားနိုင်ပြီဆိုရင်ကိုမေတ္တာကြောင့်ကိုပဲကိုယ်စိတ်ထဲမှာတော်တော်ကို secure ဖြစ်လာတယ်နော်အဲ့တော့ insecurity ဆိုတဲ့စိတ်ထဲမှာမလုံခြုံတဲ့သဘောစိတ်မချတဲ့သဘောစိတ်မအေးတဲ့သဘောဟာအမှန်တော့မေတ္တာကင်းမဲ့လို့ဖြစ်တာအဲ့တော့လူတွေမေတ္တာကင်းမဲ့လေ insecurity ရပုံများလေနော်အဲ့တော့ကိုယ်တိုင်ကသူတစ်ပါးကိုမချစ်တတ်မခင်တတ်မယုံတတ်တဲ့လူဟာသူတစ်ပါးလည်းကိုယ့်ကိုချစ်လိမ့်မယ်ခင်လိမ့်မယ်လို့သူမယုံဘူးနော်ဘယ်သူမှသူမယုံစိတ်မချတော့တကယ် security ဆိုတာဟာပစ္စည်းဥစ္စာမှာမရှိဘူး
မေတ္တာမှာပဲရှိတယ်ထို့သူပဲကရုဏာလည်းဒီတိုင်းပါအဲ့တော့ပြီးတော့ရိုးရိုးသားသားဆက်ဆံကိုယ့်ကိုလူတယောက်ကတကယ်ကိုလိန်တာညာတာဟန်လောက်တာမပါဘဲနဲ့အယိုးသားဆုံးအပွင့်လုံးဆက်စင်ဆုံးအပွင့်လင်းဆုံးဆက်ဆံမယ်ဆိုရင်စိတ်ထမှာမနဲ့နေအင်တန်အေးချမ်းတယ်နော်အဲ့တော့ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းဆက်ဆံတာဟာစိတ်ကိုအေးချမ်းစေတယ်နော်ကျင့်တတ်မှုကြည်လင်မှုအများကြီးရစေတယ်အဲ့တော့လူတယောက်နဲ့စကားပြောတဲ့အခါမှာ तू ဟာငါ့ကိုလိန်နေတာလားအဲ့လိုတွေးနေရပြီဆိုရင်မနဲ့နေစားတာအားမရှိတော့နော်ကျင့်တတ်မှုအေးချမ်းမှုမရတော့ဘူးနော်အဲ့တော့ပရိယေမသုံးဘဲနဲ့ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းဆက်ဆံတာဟာလူတယောက်ကိုကိုကပေးနိုင်တဲ့အကောင်းဆုံးအရာတစ်ခုဖြစ်ပြန်တယ်နော်အဲ့တော့ငါတို့ကိုအကောင်းဆုံးတစ်ခုပေးမယ်ဆိုရင်ဘာပေးရမလဲပစ္စည်းပေးမလားတို့မဟုတ်ရိုးသားပွင့်လင်းတဲ့ဆက်ဆံရေးကိုပေးမှာလားစဉ်းစားဖို့တင်နော်အဲ့တော့ဒါတွေဟာလူဒီမှာရှိတဲ့အကောင်းဆုံးအရာတွေပဲဒီထက်ပိုတစ်ဆင့်တက်လို့ရှိရင်တည်ငြိမ်အေးချမ်းတဲ့စိတ်အဲ့ဒါလူတိုင်းမှာမျိုးစိအနေနဲ့ရှိပြီးသားနော်လေ့ကျင့်ရမယ်ပြုစုပြုထောင်မှာနော်မရှိသေးတာကိုရှိအောင်လုပ်တာမဟုတ်ဘူးရှိပြီးသားကိုအားကောင်းလာအောင်လေ့ကျင့်ပြုစုပြုထောင်တာနော်အဲ့တော့တမာတိကောင်းအောင်ကြိုးစားပြီးတော့ပွားများပြီးနေသွားမယ်တတိကောင်းအောင်ကြိုးစားပွားများပြီးနေသွားမယ်ဆိုတော့အဲ့တော့တမာတိကောင်းလာရင်ကိုပဲစိတ်ကအတိတ်အနာဂတ်ကိုတွေးတာနေသွားပြီးတော့အင်တန်ကြည်လင်အေးချမ်းတယ်တတိကောင်းလာလို့ရှိရင်နိုးကြားနေပြီးတော့အရာရာတိုင်းကိုပို့ပြီးတော့သိလာတယ်တမာတိကတည်ငြိမ်မှုကိုဦးစားပေးတယ်တတိကသိမှုကိုဦးစားပေးတယ်ဒီနှစ်ခုတွဲပြီးတော့နေတာပဲသူတို့နှစ်ခုကတကယ်လုံးလုံးကြီးခွာပြလို့ဘယ်လိုမှမရအောင်တတိကောင်းလာရင်တမာတိလည်းကောင်းလာတယ်နော်တမာတိကောင်းလာရင်လည်းတတိနည်းနည်းကောင်းလာတယ်သို့တော့တမာတိတက်တက်ကတော့လွန်သွားနိုင်တယ်နော်တမာတိတက်တက်လွန်သွားပြီးတော့တတိအင်မတန်အားနည်းသွားတာမျိုးဖြစ်နေတယ်နော်လုံးလုံးတော့ကျင်းမသွားနိုင်ဘူးအဘိဓမ္မာတိချက်လေးလာကြည့်စိတ်တည်တည်ချပြန်ကြည့်လို့ရှိရင်တတိကောင်းတမာတိကောင်းနေတတိပါနေတာတွေ့ရတယ်နော်ကုသိုလ်စိတ်ဖြစ်တဲ့တမာတိနဲ့ရှင်တဲ့စိတ်ထဲမှာတတိကလည်းပါနေတာတွေ့ရတယ်အဲဆိုမောဟဖြစ်နေရင်သူကုသိုလ်စိတ်ကဖြစ်ကုန်မဖြစ်နိုင်ဘူးနော်အဲ့တော့တတိနဲ့တမာတိဟာတဘာဝချင်းအင်တန်နီးဆက်တယ်တွဲပြီးတော့နေတာများတယ်တခါလေတမာတိအားကောင်းတယ်တခါလေတမာတိယော့သွားတယ်တခါလေတတိအားကောင်းတယ်တခါလေတတိကယော့သွားတာပဲရှိတယ်အဲ့တော့တတိတမာတိကောင်းလို့ဉာဏ်ပညာကြီးလာတဲ့လူဟာသူကပို့ပြီးတော့သိနိုင်တယ်မြင်နိုင်တယ်ခံစားနိုင်တယ်ကိုယ်စိတ်ထဲမှာဖြစ်တာကိုလည်းပဲကိုယ့်ကိုပြန်ကြည့်လို့ရှိရင်ပို့ပြီးတော့သိတယ်ပို့ပြီးတော့မြင်တယ်ပို့ပြီးတော့ခံစားလို့ရတယ်အဲ့တော့ကိုယ့်ကိုပို့ပြီးတော့သိလာလေလေသူတစ်ပါးကိုလည်းပို့ပြီးတော့ကိုချင်းစာနိုင်လေလေဖြစ်လာနော်ကိုယ်တိုင်မေတ္တာဘယ်လောက်ငတ်တယ်လဲဆိုတာသိလို့ရှိရင်သူတစ်ပါးဘယ်လောက်မေတ္တာငတ်တယ်ဆိုတာလည်းသိတယ်နော်အဲ့တော့ပေးခြင်းလေနော် sensitivity ပိုကောင်းလာတဲ့အတွက်ကြောင့်သူတစ်ပါးထိခိုက်သွားမှနစ်နာသွားမှမလုပ်ချင်ဘူးနော်ကိုယ်ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုရှုမှတ်ပြီးနေရင်ပိုသိလာတဲ့အခါမှာတခါတလေသူများခန္ဓာမှာဖြစ်နေတာသူများစိတ်မှာဖြစ်နေတာကိုမှန်းကြည့်လိုက်ရင်လည်းပဲတော်တော်များများသိလာတယ်နော်တော်တော်ကိုနိမ့်ဆက်ဆက်သိလာတယ်အဲ့တော့သူများဒုက္ခရောက်နေတာကိုမြင်တဲ့အခါမှာတခါလေကိုယ်စိတ်နဲ့သူ့ကိုကျဉ်းနှုတ်ကြည့်တဲ့အခါမှာနော်ကိုဒုက္ခရောက်တယ်လို့ပဲခံစားရတယ်နော်သူ့လောက်တော့ရခိုင်နှုန်းပြတော့ထပ်ထပ်များတော့မဖြစ်နိုင်ဘူးဆိုတော့နော်ဒါပေမဲ့တော်တော်များများအတိုင်းအတာထိကိုသူများစိတ်ထဲမှာဘယ်လိုခံစားရမလဲဆိုတော့သူသိတယ်နော်သူကိုယ်တိုင်ခံစားလိုက်ရတယ်လို့ပါပဲနော်အဲ့လိုဖြစ်သွားတာဒါကြောင့်သူ့မှာငါသူတစ်ပါးဆိုတဲ့ခွဲခြားမှုတဖြည်းဖြည်းနည်းသွားတယ်နော်အတ္တဇွဲကြီးကြီးနဲ့ငါသူဆိုတဲ့ခွဲခြားမှုနည်းသွားပြီးသူနဲ့ငါနဲ့ဆိုတဲ့အလုံးဟာဆက်ဆက်မှုပိုရှိလာတယ်နော်တကယ်တော့လူတွေအားလုံးဟာဆက်ဆက်နေတာပါ feel ကြီးတစ်ခုတည်းမှာပဲနေတာပါနော်ဒီတယောက်စိတ်ဆင်းရဲတော့တယောက်ကအနေနဲ့များတော့စိတ်ဆင်းရဲမှုဖြစ်သွားတာပဲကိုယ်စိတ်ချမ်းသာရင်သူများလည်းပဲအနေနဲ့များတော့စိတ်ချမ်းသာတော့တာပဲအဲ့တော့အဲ့လိုတတိသမารီကောင်းလာတဲ့လူဟာငါတယောက်တည်းစိတ်ချမ်းသာအောင်နေမယ်ဆိုတဲ့စိတ်မျိုးသူမထားတော့ဘူးနော်ငါစိတ်ချမ်းသာဖို့ဟာသူများလည်းစိတ်ချမ်းသာမှဖြစ်မယ်ဆိုတာကိုသူသဘောပေါက်လာတယ်နော်တကယ်တတိထားကြည့်ရင်လည်းလက်တွေ့မှာအဲ့တိုင်းဖြစ်နေတာကိုတွေ့ရတယ်ဥပမာအနည်းဆက်ဆုံးဆိုရင်ကိုမိသားစုထဲမှာတယောက်စိတ်ဆင်းရဲနေမနေနေလေနော်အားလုံးပဲအနေနဲ့များတော့စိတ်ဆင်းရဲသွားတာပဲနော်ဒါပေမဲ့ဒေါသကြီးကြီးနဲ့မာနကြီးကြီးနဲ့တင်းထားတာတာမန်အဖြစ်ပြောရမှာဆိုပေါ့နော်တာမန်လူတွေကမလျှော့ဘူးဒေါသကြီးကြီးနဲ့မာနကြီးနဲ့တင်းထားပြီးတော့တစ်ဖက်သားစိတ်ထဲမှာနည်းနည်းလေးကတိကောက်ဖြစ်နေအောင်တမင်တကာကိုလုံးမိတတ်တာရှိတယ်နော်အနံယူထားတာဖိနှိထားတာချုပ်ချယ်ထားတာတွေကရှိနေတယ်နော်အဲ့ဒါကသူ့ကိုယ်သူတကယ်မသိလို့သူ့ကိုယ်သူတကယ်သိလို့ရှိရင်သူတစ်ပါးကိုနိုင်ထားတာအမတန်ပင်ပန်းဆင်းရဲပါလားဆိုတော့သူသိတယ်သူကိုယ်တိုင်လည်းပဲလောကရဲ့တဘာဝအတိုင်းနော်တခြားတလေသူကအနိုင်ခံရတာမျိုးလဲရှိမှာပါပဲနော်အဲ့လိုသူများကကိုယ့်ကိုတနည်းနည်းနဲ့အနိုင်ယူထားတာဖိနှိချုပ်ချယ်ထားတာ
ကိုယ့်ရဲ့ခံစားမှုကိုအတိအမှမပြုတာကိုရတဲ့ရထိုက်တာကိုမပေးဘဲနဲ့ထားတာကိုယ့်ကိုမလေးစားတာအဲ့ဒါမျိုးကိုခါတဲ့ခါမှာဘလောက်ခါခက်လဲဆိုတာသူသိတယ်နော်အဲ့တော့အဲ့ဒါလို့ကိုယ်ခါတဲ့ခါမှာတိတိကျကျသိတဲ့အတွက်ကြောင့်သူများခါတဲ့ခါမှာလည်းပဲသူခါရတာဟာကိုခါရတယ်လို့ပဲကိုချင်းစားလို့ရတဲ့အတွက်ကြောင့်မလုပ်ချင်တော့ဘလောက်ထိအောင်မလုပ်ချင်လဲဆိုရင်ရှင်းတော့ကပုံခဏပြောဦးတာရှိကိုယ်နာရှိတဲ့ခွေးတော်မှာကြောက်တော့အောင်လန့်တော့မလုပ်ချင်သူစိတ်ထဲမှာကြောက်စိတ်လေးတစ်ခုဖြစ်သွားတာdignity မရှိတော့တဲ့သဘောမျိုးဖြစ်သွားတယ်နော်အမှန်ပြောမှဆိုရင်ခွေးတော်မှာခွေး dignity နဲ့နေစေချင်တာတီငင်ခန့်ညာလေးနေစေချင်စားရင်တန်းစားအိတ်ချင်တန်းကောင်းကောင်းမွန်မွန်အိတ်တတ်ရတန်းရှင်းနေသူ့တာဝန်ဖြစ်တဲ့ဒစိမ့်နိုင်အသိပေးဒါတွေမကသေးပါဘူးခွေးဆိုတော့တခင်ကိုတန်ချစ်ပါတယ်မေတ္တာတွေအများကြီးပေးပါတယ်အဲ့တော့လူတိုင်းမှာသူ့ dignity နဲ့တူရှိစေချင်တယ်နော်ကလေးလေးရစနော်ဒီလောက်ကလေးလေးဖြစ်ဖြစ်ဒီတက်ငယ်တဲ့ကလေးလေးပဲဖြစ်ဖြစ်နော်သူ့မှာသူ့ dignity နဲ့တူရှိတယ်နော်အဲ့တော့သူ့ကိုမလေးမစားအနိုင်ယူတဲ့သဘောထားမျိုးအနိုင်ကျင့်တဲ့သဘောထားမျိုးအပြောဆိုအမူအရာမျိုးမလုပ်သင့်ကလေးငယ်လေးတယောက်ကိုငယ်လေးတဲ့လေးဆက်ဆံကြည့်အဲ့လိုလေးဆက်ဆံတာကိုခါတဲ့ကလေးဟာတစ်ချိန်မှာသူ့ကိုအတင်းကျမလေးမစားသွားလုပ်ကြည့်သူမခံတော့နော်သူလေးဆက်ဆံတာကိုပဲကြိတ်တော့လုံးဝလက်မခံဒါပေမဲ့ငယ်လေးတဲ့ကသူ့ကိုမလေးမစားအမြဲတမ်းအနိုင်ယူပြီးတော့ဖိနှိပ်ချုပ်ချယ်ပြီးတော့နှိပ်စက်ပြီးတော့ထားမယ်ဆိုရင်တော့သူဟာသူ့ကိုယ်သူလေးစားမှုပါမရှိတော့ဘူးနော်အမြဲတမ်းသူ့ကိုတယောက်ကတခုမလေးမစားလုပ်တော့မှာပဲဆိုတဲ့ကြောက်စိတ်စိုးရင်စိတ်လေးရှိပြီးတော့အမြဲတမ်းညှိုးငယ်တယ်သင်ငယ်ပြီးတော့နေတယ်မျက်နှာလေးကကျူရွကလေးနေတတ်တယ်နော်မပြောရဲမဆိုရဲဘူးမလုပ်ရဲမကန်ရဲတော့အဲ့ဒီလိုလူဟာနော်အဲ့လောက်ကြောက်ပြီးတော့မပြောရဲမဆိုရဲမလုပ်ရဲမကန်ရဲဖြစ်နေတဲ့ကလေးဟာကြီးလာတဲ့အခါမှာအများကျိုးကိုတကယ်ထိထိရောက်ဆောင်ရနေတဲ့လူကြီးတယောက်ဖြစ်နိုင်မှာဖြစ်နေတော့နော်အများကျိုးကိုတကယ်ဆောင်ရွက်နိုင်တဲ့တကယ်ထိထိရောက်နော်အများကျိုးကိုဆောင်ရွက်နိုင်တဲ့လူဆိုတာသူလည်းသူ့ကိုယ်သူလေးစားမှုရှိရမယ်ဒီငတိရှိရမယ်အများကိုလည်းပဲလေးစားမှုရှိရမယ်အဲ့လိုလူသားလျင်အများကျိုးကိုတကယ်ဆောင်ရွက်နိုင်တယ်နော်အဲ့တော့ငယ်လေးတွေကမိဘရဲ့ချစ်ခင်မှုလေးစားမှုအတင်းကျခိုင်းစေတာမဟုတ်ဘဲနဲ့ပြည်လည်းပြောဆိုဆွေးနွေးပြီးတော့ခိုင်းတာမျိုးနော်တခါတလေမိဘမကြိုက်တာဒုက္ခရောက်မဲ့ကိစ္စမျိုးတွေကိုလုံးပြီးတော့မယ်ဆိုရင်တော့မှနားလည်အောင်သဘောပေါက်အောင်အကျဉ်းချင်းရှင်းပြပြီးမှသူကိုတားဆီးတာမျိုးအဲ့လိုလုပ်လာလို့ရှိရင်သူကိုယ်တိုင်ကပဲတခုခုကိုလုပ်တဲ့ကံမှာလုပ်သင့်မလုပ်သင့်သူပိုစဉ်းစားလာနော်ဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်မစင်မစားမစင်ကျင်ပဲနဲ့အရန်လုပ်လိုက်လို့ရှိရင်သူ့ကိုမိဘတွေကလေးစားနေတာကြော့သွားလိမ့်မယ်နော်အဲ့ဒါကိုသူမခံနိုင်တော့ဘူးနော်အဲ့တော့ကိုလေးစားအောင်ကိုယ်ပတ်ဝန်းကျင်ကလေးစားပါတယ်ဆိုတာကိုလည်းပဲရနေအောင်နေတတ်တဲ့လူဟာမကောင်းမှုမလုပ်တော့နော်ကောင်းတာကိုပဲသူလုပ်မှာပဲအဲ့တော့အဲ့လိုလူဟာကောင်းတဲ့ကိစ္စတစ်ခုကိုဆောင်ရွက်ရလို့ရှိရင်သူကောင်းတာကိုလုပ်လိုက်တယ်ဆိုတာကိုသူမိဘသူအိမ်ကမိသားစုသူပတ်ဝန်းကျင်အတိုင်းဝိုင်းကအတိအမှပြုမယ်ဆိုရင်သူကောင်းတာကိုပို့လုပ်မှာပဲနော်အဲ့တော့ကောင်းတဲ့နည်းနဲ့အတိအမှပြုတာကိုရဖို့အင်မတန်အရေးကြီးတယ်နော်အဲ့တော့တတိတမာတိနဲ့နေသွားတဲ့လူဟာကိုယ်စိတ်ထဲမှာဖြစ်နေတာတွေကိုကိုယ်သိချာသိတဲ့အတွက်ကြောင့်ကိုယ်ကိုယ်တိုင် dignity ရှိနဲ့နော်ဂုဏ်သိက္ခာရှိအိန္ဒိယကနေခြင်းတလို့သူတော်ဘာကိုလည်းပဲဒီလိဆစာသိက္ခာရှိပဲဆက်ဆံတယ်နော်နောက်တစ်ချက်အင်မတန်တိမ်မွေ့နေတဲ့တစ်ချက်ကဘာလို့ဆိုတော့သူတော်ဘာကိုမလေးမစားဆက်ဆံလိုက်ရပြီဆိုရင်အဲ့ဒီလိုဆက်ဆံနေတုန်းမှာဖြစ်နေတဲ့ကိုယ်စိတ်ကိုပြန်ကြည့်လိုက်စမ်းပါဘယ်လိုဖြစ်နေအင်မတန်ခံခက်တယ်နော်ကိုကနည်းနည်းလေးအထင်သေးတယ်လို့ဖြစ်လာတယ်နော်ကိုလေးစားမှုနည်းနည်းလျော့သွားတယ်နော်ဒါကြောင့် if I devalue you I devalue myself နော်သူတစ်ပါးကိုမလေးမစားပြောဆိုဆက်ဆံမိပြီဆိုရင်ကိုပါလေးစားလို့မရတော့ဘူးနော်ဒါပေမဲ့အဲ့ဒါလို့သိဖို့ဆိုတာကကိုယ်စိတ်ကိုတော်တော်လေးသိတဲ့ sensitive ဖြစ်တဲ့လူမှသာသိနေတယ်နော်တတိတမာတိဉာဏ်ပညာရှိတဲ့လူမှသာသိနေတယ်နော်တတိတမာတိဉာဏ်မရှိတဲ့လူဆိုရင်တော့သူကဒေါသနဲ့ဆက်ဆံမယ်မာနနဲ့ဆက်ဆံမယ်ဣဒ္ဓမစီရိုက်နဲ့ဆက်ဆံမယ်လောဘနဲ့လည်းဆက်ဆံမယ်အဲ့ဒါလို့လောဘဒေါသမာနတို့ဣတ္တမစ္စရိတို့အားကြီးနေတဲ့အခါမှာကိုထိခိုက်နေတယ်ဆိုတာတောင်းမှ तू မသိတော့ဘူးနော်ဒါကြောင့်လောကကြီးကိုတကယ်ကောင်းခြင်းနဲ့ဆိုရင်တတိနဲ့နေတဲ့လေ့ကျင့်ကိုလုပ်ပါနော်ကိုအများကြီးသိလာလိမ့်မယ်ကိုအများကြီးသိမှတာသူတစ်ပါးကိုလည်းပဲနည်းနည်းတော့သိလာတယ်နော်သူတစ်ပါးစိတ်ထဲမှာဘယ်လိုခံစားရဆိုနည်းနည်းတော့သိလာတယ်နော်အဲ့ဒါလို့လူမှတာကိုအကျိုးရောအများအကျိုးရောမထိခိုက်အောင်လုပ်နိုင်တယ်ကိုအကျိုးရောအများအကျိုးရော
ကြီးမားမားဖြစ်ပေါ်လာအကျိုးကိုဆောင်ရွက်နိုင်တယ်နော်ဒါကြောင့်အများအကျိုးကိုဆောင်ရွက်ခြင်းတဲ့လူဆိုရင်တတိရှိဖို့လိုတယ်တမာတိရှိဖို့လိုတယ်နော်ဉာဏ်ပညာလည်းရှိဖို့လိုတယ်ဒီထက်ပိုပြီးတော့တရားတွေကိုကြိုးစားအထောက်သွားလို့ရှိရင်အခုဖြစ်နေတဲ့ကိစ္စတွေကသဘာဝတရားတွေယုတ်တရားနံတရားတွေအနတ္တတရားတွေဆိုတာဉာဏ်မှာတဖြည်းဖြည်းရှင်းလာတာပဲနော်အဲ့တော့လှုပ်တဲ့လှုပ်ထိုက်လို့လှုပ်သွားတယ်အတ္တဇွဲကြီးကြီးမာနကြီးကြီးနဲ့မလှုပ်တော့ဘူးအများအကျိုးကိုဆောင်ရွက်တဲ့နေရာမှာတောင်းမှမာနနဲ့မလှုပ်တော့ဘူးသို့မဟုတ်ငါမှသာလှုပ်နိုင်တယ်တခြားလူမလှုပ်နိုင်ဘူးဆိုတဲ့သဘောထားမျိုးဖြစ်တတ်တယ်နော်တခြားလူတယောက်ကလှုပ်နိုင်တာတော့မှသူ့ကိုလှုပ်ခွင့်မပေးဘဲနဲ့ငါမှလှုပ်ရတယ်ဆိုတဲ့နာမည်နဲ့နေရာကိုယူမိတတ်တယ်နော်အဲ့တော့တတိသမารိရှိတဲ့လူအားကောင်းတဲ့လူတက္ကာဒိဋ္ဌိအားနည်းတဲ့လူဟာကိစ္စတစ်ခုဖြစ်မြောက်သွားဖို့ပဲဦးစားပေးတယ်ငါလှုပ်လို့ပဲဖြစ်ဖြစ်သူများလှုပ်သွားလို့ပဲဖြစ်ဖြစ်ကောင်းတဲ့ကိစ္စတစ်ခုဖြစ်သွားဖို့ပဲအရေးကြီးတယ်ဘာကြောင့်လဲဆိုတော့ကောင်းတဲ့ကိစ္စတစ်ခုဖြစ်သွားရင်အများချမ်းသာတယ်ငါမလို့ရတဲ့ကိစ္စမရှိဘူးကြောက်မှာပေါ့မင်းသားကြီးမလို့လို့ပတ်မကြီးဖောက်ပြတယ်ဆိုတာနော်သတိတမားရှိတဲ့လူအတ္တဇွဲနေတဲ့လူမာနနေတဲ့လူတက္ကာဒိဋ္ဌိနေတဲ့လူဟာကိုမလို့ရလည်းပဲသူများလို့လဲဝန်တာတယ်နော်သူလို့ရလို့သူနာမည်ကောင်းရသွားတယ်ကျင့်တတ်တယ်ကိုလို့ရပြီးတော့ကိုကနာမည်ကောင်းမရရင်လေသူကကိစ္စမရှိပြန်ဘူးနော်ညမတန်အေးချမ်းချမ်းနေတယ်နော်အဲ့ဒါလိုပုဂ္ဂိုလ်ဟာလောကအကျိုးကိုအကြီးအကျယ်ဆောင်ရွက်နေEverybody wants to be loved and appreciated. လူတိုင်းဟာချစ်တာကိုခံယူခြင်းတယ်နော်တန်ဖိုးထားတာကိုအတိအမှတ်ပြုတာကိုလိုချင်တယ်နော် and make to feel important in the world သူ့ကိုအရေးပါတဲ့လူတယောက်လို့အများကသဘောထားတာမျိုးကိုသူလိုချင်တယ်နော်ခလေးလေးရစအမှန်တော့အရေးပါပါတယ်နော်လောကမှာလူတိုင်းအရေးပါတယ်တကယ်ပြောရမယ်ဆိုရင်ကိုယ့်ကိုအနောက်ရှက်ပေးတဲ့ဒုက္ခပေးတဲ့လူတောင်မှကိုယ့်ဘဝမှာအရေးပါတယ်ဒီလေးနဲ့စဉ်းစားကြည့်မှအဲ့ဒါသိမှာနော်ဥပမာတစ်ခုဆိုတော့ဟိုပြီးခဲ့တဲ့2ရက်3ရက်လောက်ကရောက်လာတဲ့ဒကမာကြီးတယောက်ပြောတာနော်သူတယောက်ထဲတယ်မဟုတ်ပါဘူးဒီလိုအကြောင်းအရာတွေကိုပြောတဲ့လူတွေကအများကြီးပါပဲနော်အများကြီးတွေကလောလောလတ်လတ်ပြောခဲ့တဲ့ကိစ္စတစ်ခုကောင်းတဲ့မှာရောက်နေလို့အဲ့ဒါကိုပြောပြချင်တယ်နော်သူကဘယ်လိုပြောလဲဆိုတော့ဟိုအရင်တလောကအရင်တလောဆိုတော့တော်တော်ကြာပါပြီနှစ်နဲ့ချီပြီးတော့ကြာပါပြီနော်သူနဲ့အရင်တုန်းကအတူတူလောက်ကင်ခဲ့တဲ့သူ့အထက်ကလူကြီးတယောက်ရှိဒကမာကြီးပါပဲသူအဲ့ဒီတယောက်ကသူ့ပေါ်မှာကျေးဇူးတွေရှိတယ်ကြီးတဲ့လူကငယ်တဲ့လူပေါ်မှာအကူအညီပေးခဲ့တာကျေးဇူးတွေရှိတယ်အဲ့ဒီကျေးဇူးရှိမှန်းကိုသိလို့ငယ်တဲ့သူကကြီးတဲ့အဲ့ဒီလူကိုတတ်နိုင်တဲ့လောက်လောက်ကင်စရာရှိရင်သူကလှုပ်ပြီးတော့ပေးတတ်တယ်နော်အကူအညီပေးတတ်တယ်ခိုင်းတာကိုလှုပ်ပေးတတ်တယ်ဒါပေမဲ့တဲ့အဲ့ဒီအထက်ကလူကြီးဟာဘလောက်လှုပ်ပြီးဘယ်တော့မှအကောင်းမပြောဘူးဖြစ်တတ်တယ်နော်ဒါလောကသဘာဝနော်ဘယ်သူဘယ်ဝါရဲလို့မဆိုလို့ဘူးမိဘနဲ့သားသမီးတော်ပြန်ကြည့်တချို့သားသမီးတွေကပြောလို့ရှိတယ်သူတို့အမေဖေဟာတဲ့ဘလောက်လို့ဘယ်တော့မှကျင်တတ်တယ်လို့မရှိဘူးဘယ်တော့မှအကောင်းမပြောဘူးဖြစ်တတ်တယ်နော်အဲ့လိုပဲအဲ့ဒကမာကြီးကသူ့ဆရာမကြီးပဲဆိုပါတော့နော်အဲ့ဒီဆရာမကြီးကိုသူတန်းတန်းလောက်လုပ်ပေးပါလျက်နဲ့သူ့ဘယ်တော့မှအကောင်းမပြောဘူးသူလုပ်ပေးတာကိုလည်းဘယ်တော့မှအကောင်းမပြောဘူးအဲ့တော့သူအင်တန်စိတ်ဆင်းရဲနေလားတော်တော်ကြာပြီအဲ့လိုစိတ်ဆင်းရဲနေရကနေနော်ဘယ်လောက်ထိအောင်စိတ်ဆင်းရဲလဲဆိုဘုရားရှိခိုးလဲပဲသူအဲ့ဒါပဲသတိရတယ်နော်ဖြောက်လို့မရဘူးသူစိတ်တယ်နော်မေတ္တာပို့ရင်နဲ့သူ့ကိုမေတ္တာပို့ဖို့အလှည့်ရောက်ပြီးဆိုရင်မေတ္တာတော်ဆက်ပို့လို့မရတော့ဘူးတဲ့ဘာကြောင့်ဆိုအဲ့ဒီမေတ္တာတကယ်မေတ္တာမှမဖြစ်နိုင်တော့တာပဲနော်ဝဇကတာကြမ်းပါပါစေချမ်းသာပါစေပြောတော့မှသူစိတ်ထဲကမကျဉ်း납ဘူးနော်ဒါပေမဲ့အထက်ကလူကြီးဖြစ်နေတော့သူပြန်ပြောရမှလည်းခက်နေတယ်နော်ဘလို့မှပြန်ပြောလို့မဖြစ်ဘူးတုံ့ပြန်လို့မဖြစ်ဘူးစိတ်ဆင်းရဲနေရတော့နော်အဲ့လိုနဲ့ပဲဒီနေ့တော့မိတ်ဆွေတယောက်ကသူ့ကိုတရားတိတ်ခွေလေးတွေလက်ဆောင်ပေးတယ်ပဲဆိုတော့နော်ပြီးတော့လည်းပဲတခြားမှလည်းပဲဒီတိတ်ခွေတွေရနိုင်တဲ့အကြောင်းရှားပြီးတော့အဲ့ဒါကိုနားထောင်မှုအကြောင်းလဲပြောလိုက်တယ်ပြောတော့ तू ကချက်ချင်းပဲရသလောက်သွားယူလာပြီးတော့တဖြည်းဖြည်း तू နားထောင်တယ်အဲ့နားထောင်တဲ့ထက်မှာပြောရည်ဆိုရည်ဆက်ဆံရေးနဲ့ပတ်သက်တဲ့ communication နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါနေတယ်နော် relationship ပေါင်းတဲ့ဆက်ဆံရေးနဲ့ပတ်သက်တဲ့သဘောထားတွေဘယ်လိုထားသင့်လဲဆိုတာပါနေတယ်နော်အဲ့တော့ဒီဘုံဘုံရဲ့သဘောထားအတွေးခေါ်ကအခြေခံအပြင်ပြောရမှာဆိုဘာလဲဆိုတော့ပြဿနာတစ်ခုဖြစ်လာရင်အရင်ဆုံးကိုပြင်ပါနော်ပြဿနာတစ်ခုဖြစ်တယ်ဆိုတာနှစ်ယောက်စလုံးကြောင့်ဖြစ်တယ်နော်ဒါပေမဲ့ဘယ်သူကစပြင်ရမလဲဆိုတော့ကိုကစပြင်ပါနော်အမှန်တကယ်ပြောရမယ်ဆိုရင်ကို့မှာစိတ်ဆင်းမှုဖြစ်ရတာကို့ဘက်ကသဘောထားလဲပဲမှားနေလို့နော်သူ့ဘက်ကလည်းမှားခြင်းမှားမယ်နော်သူ့ဘက်ကမမှားဘူးကိုကြီးပဲမှားလို့မဆိုလို့အခုတော့ဒီဒကမကြီးကသူတကယ်စိတ်ဆင်းရဲနေတာနော်
ဘယ်လောက်ထိအောင်စိတ်ဆင်းရဲလဲဆိုရင်ဘုရားရှိခိုးတော့မဖြောင်းဘူးအိတ်ခါနီးမှာရောတတိယနေဦးမှာပဲနော်အဲ့တော့နည်းနည်းချက်တော့အဲ့လိုရမှာမဟုတ်ဘူးနော်တကယ်ကိုဒါသူ့မှာပြဿနာကြီးကြုံတွေ့နေရတာနော်အဲ့ဒီအချိန်မှာဒီလိုတင့်တော်မဲ့တရားစကားကိုနားလဲရတဲ့နည်းနည်းလေးစိတ်ချမ်းသာမှုရလာတယ်နော်အဲ့တော့ तू ကထက်ခါနာတယ်အချိန်မောင်းများစွာနာတယ်နောက်နေမကဘူးသူစိတ်ကသူပြန်ကြည့်တယ်နော်အဲ့တော့ဒီတရားအိတ်ခွေထဲမှာပါတဲ့ရှင်းပြထားတဲ့အချက်လက်နဲ့သူ့စိတ်နဲ့ဟာကိုက်နေတော့နာလိုက်အိတ်ခွေလေးပြန်ပိတ်ထားလိုက်သူ့စိတ်ကိုသူပြန်ကြည့်လိုက်ငါစိတ်ထဲမှာဘယ်လိုနေလဲဘယ်လိုခံစားရလဲပြန်ကြည့်လိုက်တော့ကြတိတ်ခွေလေးပြန်ဖွင့်လိုက်တခါလေးအနောက်ပြန်ရေးပြီးတော့တခါပြန်နာလိုက်ပြန်နာပြီးသူ့စိတ်ကသူပြန်ကြည့်လိုက်ငါစိတ်ကဘယ်လိုဖြစ်နေတာနော်ငါမကြည့်နိုင်ဘူးငါဘာကြောင့်မကြည့်နိုင်ဘူးအဲ့လိုနဲ့ရက်တော်လေးကြားလာတဲ့ခါကျတော့စိတ်တော်အေးချမ်းလာတယ်နော်အဲဒီပုံမိုးစီလာပြီးပြောတဲ့ချိန်ကျတော့သူဘယ်လိုပြောလဲဆိုတော့တပည့်တော်စိတ်ထဲမှာသူ့ကိုမကျင်တတ်တဲ့စိတ်လုံးဝမရှိတော့ပါဘူးဘယ်လိုမှသဘောမထားဘူးနော်အဲ့တော့သူဘာလို့စိတ်ချမ်းသာသွားလဲဆိုတော့သူ့စိတ်ကိုသူပြင်လို့ရသွားပြီနော်သူပို့ပြီးတော့သဘောထားကြီးတဲ့စိတ်ကိုမွေးလို့ရသွားပြီဒါကြောင့်သူစိတ်ချမ်းသာသွားပြီနော်ဟိုတစ်ဖက်ကလူကသိတယ်လားဆိုတော့သိတောင်မသိဘူးသူဘာလုပ်နေဆိုတာသိတောင်မသိဘူးနော်ဒါနဲ့သူ့ကိုပဲဆက်ပြီးတော့ပြောပြတယ်ဒကမာကြီးလို့ဒကမာကြီးရဲ့စိတ်ကအရင်တုန်းကဟိုလူပေါ်မှာ negative သဘောထားရှိနေတယ်နော် negative သဘောထားဆိုမကျင်တတ်တဲ့စိတ်ဒေါသဖြစ်တဲ့စိတ်ဖြစ်နေတယ်နော်အခုတော့ neutral ဖြစ်သွားပြီနော် neutral အဆင့်ကနေ positive ဘက်ကိုထပ်သွားဖို့လိုသေးတယ်။ဘာကြောင့်တုံးဆိုတော့ဒကမာကြီးမှာအခုလိုအခက်ခဲတွေ့ရတဲ့ခါမှာနော်ဒီအခက်ခဲအကြောင်းကိုမိတ်ဆွေကိုသွားဆွေးနွေးတယ်ပြောတယ်မိတ်ဆွေကိုသွားပြောတဲ့ခါမှာမိတ်ဆွေကအကြံဉာဏ်ပေးတယ်နော်အဲ့ဒီအကြံဉာဏ်ပေးတဲ့အတိုင်းလုပ်ကြည့်လိုက်တယ်လုပ်ကြည့်လိုက်တော့ကို့မှာအဆင်ပြေလာတယ်နော်အဲ့တော့အခက်ခဲကပထမရှိနေရမယ်နော်အခက်ခဲမရှိလို့ရှိရင်ဘာမှလုပ်မှာမဟုတ်ဘူးနော်အဲ့တော့ဒီအခက်ခဲသည်ပင်သူ့အတွက်တန်ဖိုးဖြတ်လို့မရတဲ့ဘဝအတွေ့အကြုံတစ်ခုပဲအဲ့တော့တာမန်အဖြစ်လူတွေစဉ်းစားမှဆိုရင်ငါ့ကိုဘယ်သူမှမကောင်းမပြောရင်ကောင်းမှာပဲလို့သင်စဉ်းစားမှာနော်အမှန်ပြောရင်တော့အဲ့ဒါမကောင်းငါ့ကိုဘယ်သူမှမကောင်းမပြောရင်ငါဘယ်လို့မှရင့်ကျက်တဲ့လူဖြစ်မလာဘူးကိုယ်အားလုံးကချင်းမုန်းနေတဲ့ကြားမှာပြုံးပြုံးလေးနေနေဖို့ဆိုတော့ဘာမှမခက်ခဲဘူးနော်အဲ့ဒါရင့်ကျက်မှုမဟုတ်ဘူးနော်အခုတော့ကိုကျေးဇူးရှင်လည်းဖြစ်တယ်နော်ကိုကလည်းသူ့ကိုတက်နေတဲ့နီးနဲ့ကျေးဇူးပြန်ပြုနေတယ်အဲ့လိုပြုပါလင်းနဲ့ကိုစိတ်ဆင်းအောင်ပြောနေဆိုနေတယ်ဒုက္ခအများကြီးပေးနေတယ်နော်ကိုအသိမှမပြုအကောင်းမပြောဘူးဆိုတော့အမတန်စိတ်ဆင်းရတယ်ပြန်ပြောလို့လည်းမရဘူးအမှန်တော့စိတ်ဆင်းရဲနေရတော့ပြန်ပြောလို့ရရင်နည်းနည်းတက်တာလေးပြန်ပြောလို့မရတာကပို့ပြီးတော့ခန်းခက်တယ်နော်အဲ့တော့အဲ့လိုအခက်အခဲရှိနေတော့မှမိတ်ဆွေနဲ့တွားပြီးတော့တိုင်ပင်တယ်နော်ဒါဒုတိယအချက်ဖြစ်သွားပြီနော်အခက်အခဲရှိတာပထမအချက်အခက်အခဲရှိတာကိုကိုယ့်အကိုဖြေရှင်းလို့မရတော့မိတ်ဆွေနဲ့တွားတိုင်ပင်တစ်ဆင့်တိုးသွားပြီနော်အဲ့ဒီမိတ်ဆွေကောင်းဖြစ်နေတော့သူ့ကိုမကောင်းတဲ့နီးနဲ့ဖြေရှင်းဖို့ရမတိုက်တွန်းဘူးနော်ပြန်ပြောပြန်လုပ်လို့မပြောဘူးနော်မကောင်းတဲ့နီးနဲ့ဖြေရှင်းဖို့ရမတိုက်တွန်းမနဲ့ကောင်းတဲ့တရားနီးနဲ့ဖြေရှင်းဖို့ရသူ့ကိုတိုက်တွန်းတဲ့အကြံဉာဏ်ပေးတဲ့အကူအညီပေးလိုက်တယ်နော်ပေးလိုက်တော့သူကလည်းပဲနော်အကြံဉာဏ်ပေးတာကိုလိုက်လုပ်တယ်နော်အဲ့လိုက်လုပ်တာနောက်တစ်ချက်ဖြစ်သွားပြီနော်သူ step by step စဉ်းစားကြည့်ဖို့ရနော်အဲ့တော့အကြံဉာဏ်ပေးတဲ့အတိုင်းလုပ်တယ်နော်လုပ်တဲ့အခါမှာလည်းပဲစိတ်ပါလက်ပါလုပ်တယ်လေးလေးစားစားလုပ်တယ်မလုပ်ချင်လုပ်တာမဟုတ်ဘူးနော်အဲ့တော့ဒီတရားကိုနားတဲ့အခါမှာသူအေးစစ်စစ်ထိုင်ပြီးတော့နားအထခါပြန်ပြီးတော့နားတခုကိုအချိန်ပေါင်းများစွာနားတချို့ကိစ္စတွေကသူ့ကိုတဲ့ပြောနေတယ်လို့ပဲနော်တပည့်တော်ကိုတဲ့ပြောနေလိုက်တယ်လို့ပဲစိတ်ထဲမှာခံစားရပါတယ်ဒါလည်းအမှန်ပဲအကြောင်းဒီဘုန်းကပြောစရာရှိရင်တူးချင်းကိုပြောသလိုတိုက်ရိုက်ပြောလို့ရှိတယ်နော်အဲ့တော့အဲ့ဒါလို့သူတရားကိုနှလုံးသွင်းလို့နော်သူစိတ်မှာဖြစ်နေတာတွေကိုသူရှုမှတ်လိုက်လို့အသိအမြင်မှန်သွားတဲ့အတွက်ကြောင့်စိတ်အေးချမ်းမှုရလာတယ်ခွင့်လွတ်နိုင်လာတယ်တိခဏနိုင်လာတယ်ဒါဟာလောကမှာဖြစ်စဉ်ဓမ္မတာပါပဲနော်ကိုယ်အကောင်းပြောတဲ့ခါလည်းရှိမယ်အဆိုးပြောတဲ့ခါလည်းရှိမှာပဲနော်အဲ့တော့ချင်းမွန်ချင်းကဲ့ခြင်းဆိုတာလောကဓမ္မတာပဲအထိုက်လျောက်တော့ခံနိုင်ရှိကိုရှိမှဖြစ်မယ်လုံးဝအပြောမခံနိုင်ဘူးဆိုတာကတော့သဘောမကျဘူးနော်လုံးဝအပြောမခံနိုင်လောကကြီးမှာနေလို့မဖြစ်ဘူးနော်နတ္ထိလောကေအနိန္ဒိတောဘုရားဟောတော်မှာရှိတယ်နော်လောကမှာအပြစ်တင်မခံရတဲ့သူဟာမရှိပါဘူးတဲ့မြတ်စွာဘုရားဟောလွတ်သလားဆိုတော့မြတ်စွာဘုရားလည်းမလွတ်ဘူးနော်အဲ့တော့အဲ့လိုကိုက
မှန်ကန်တဲ့နည်းနဲ့ယောနိသောမနတိကာရနဲ့နော်တေချာကိုယ်စိတ်ကိုကြည်ပြီးတော့သဘောထားလေးကိုပို့ပြီးတော့လေးနဲ့တဲ့သဘောထားပို့ပြီးတော့ရင်းချက်တဲ့သဘောထားပို့ပြီးတော့မြင့်မြတ်တဲ့သဘောထားပို့ပြီးတော့သိခံနိုင်ခွင့်လွှတ်တဲ့သဘောထားမျိုးရသွားတဲ့ခါမှာစိတ်ကချမ်းသာသွားတယ်နော်အဲ့တော့စိတ်ချမ်းသာသွားတော့တေချာဂွင်းဆက်တစ်ခုပြီးတစ်ခုလိုက်ကြည့်လို့ရှိရင်ဒီစိတ်ချမ်းသာမှုရဖို့အတွက်နော်ပြီးတော့ဒီစိတ်ချမ်းသာမှုကလည်းဒီအခက်အခဲတစ်ခုတည်းကိုပြည်လေစေတာမဟုတ်ဘူးနော်ဒီတရားနဲ့ပတ်သက်ပြီးတော့အတိအမြင်မှန်သွားလို့စိတ်ချမ်းသာသွားတယ်ဆိုတဲ့လူဟာဒီအခက်အခဲတစ်ခုတည်းပြည်လေသွားတာမဟုတ်ဘူးနော်ဘဝမှာတွေ့ကြုံရမယ့်အခက်အခဲပေါင်းများစွာတွေထားမဲ့သဘောထားအမှန်ကိုသူရသွားပြီအခက်အခဲတွေကိုတစ်ခုချင်းလိုက်ပြီးတော့ဖြေရှင်းစရာမလိုတော့ဘူးနော်အခြေခံသဘောထားကိုမှန်အောင်ပြင်လို့ရသွားပြီဆိုရင်ပြဿနာပေါင်းများစွာရှင်းပြီးသားဖြစ်သွားတယ်နော်ဒါကြောင့် psychotherapy နဲ့မတူဘူး psychotherapy ကများသောအားဖြင့်တစ်ခုချင်းဖြေရှင်းသွားတာနော်ဒီဝိပဿနာဟာပြဿနာတစ်ခုချင်းကိုမဖြေရှင်းဘူးပြဿနာအားလုံးကိုဖြေရှင်းနိုင်မယ့်အခြေခံသဘောထားကိုမှန်အောင်လုပ်ပြလိုက်တာအဲ့တော့ကွင်းဆက်တွေလက်ကြည့်မယ်ဆိုရင်ပထမကွင်းဆက်ကဘယ်ရလာလဲပထမဦးဆုံး step လားကိုယ်စိတ်ဆင်းအောင်လုပ်တဲ့သူနော်ပြဿနာနော်အဲ့တော့ကိုယ်မှာအခုလိုအသိအမြင်သဘောထားပို့ပြီးတော့လေးနဲ့ရင့်ကျက်မှန်ကန်လာတာကိုဘယ်သူ့ကိုကျေးဇူးတင်ရမလဲအဲ့ဒီလိုကျေးဇူးတင်ရမယ်လေးလေးနဲ့စဉ်းစားပါနော်လေးလေးနဲ့စဉ်းစားပါတကယ်စိတ်အေးချမ်းချမ်းနဲ့လေးလေးနဲ့ပြန်အာရုံပြုလိုက်လို့ရှိရင်သူ့ကိုတကယ်ပဲလှက်လှက်ကျေးဇူးတင်လို့ရပါတယ်ငါတကယ်ပဲကျေးဇူးတင်ပါတယ်နော်သူသားငါ့ကိုအဲ့ဒါလိုမပြောမဆိုခဲ့ရင်ငါဒီပြဿနာကိုဖြေရှင်းဖို့နီးလန်းနဲ့ရှာမှာမဟုတ်မရှာရင်တွေ့မှာလည်းမဟုတ်အဲ့တော့မတွေ့လို့ရှိရင်ဘဝတစ်ခုလုံးမှာနေသွားဖို့ရတဲ့မှန်ကန်တဲ့အခြေခံသဘောထားကိုငါရမှာမဟုတ်ဘူးအဲ့တော့ဒီအခြေခံသဘောထားလေးကို तू ရသွားပြီ तू ရပြီဆိုတဲ့အတွက်ကြောင့်ဒါကို तू ပြစ်ထားမှလည်းမဟုတ်တော့နော်နေ့တိုင်းနှလုံးသွင်းနေတော့နေ့တိုင်းပွားများအထုတော့မှာအဲ့တော့ဒီအခြေခံသဘောထားလေးကကြာလေရင်းကျက်လေကြာလေရင်းကျက်လေကြာလေရင်းကျက်လေဖြစ်သွားမှာနော်ဒီနေ့ချရင်းကျက်တော့မှာပဲနော်အဲ့တော့ဒီရင်းကျက်မှုကဘဝမှာတန်ဖိုးဖြတ်လို့မရနိုင်ဘူးဒါပညာတစ်မျိုးလည်းဖြစ်တယ်နော်ဒါ education တစ်မျိုးဖြစ်ပါတယ်ဒါကိုဘယ်လိုပြောမလဲ adult education လို့ဆိုရမယ်လူကြီးပညာရေးနော်ဘဝမှာတကယ်တွေ့ကြုံနေရတဲ့လောကဓာတ်အခက်အခဲတွေကိုဘယ်လိုအသိအမြင်နဲ့ဘယ်လိုသဘောထားနဲ့ရင်ဆိုင်ရမလဲဆိုတာကိုသင်ပေးလိုက်တာနော်အဲ့တော့ရန်သူကိုမိတ်ဆွေဖြစ်သွားအောင်လုပ်နိုင်တဲ့နည်းကဒီတစ်နည်းပဲရှိနော်လက်စားချေတဲ့နည်းနဲ့ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်လို့မရဘူးနော်အဲ့တော့ကိုယ့်အကိုစိတ်အေးချမ်းအောင်နေပြီးတော့သူ့ကိုပြန်ပြီးတော့လေးလေးဆဆပဲဆက်ဆံတယ်ကြောက်လို့မဟုတ်ဘူးနော်လေးလေးဆဆပဲမေတ္တာကရုဏာနဲ့ကျေးဇူးတင်တဲ့စိတ်နဲ့ပဲသူ့ဆက်ဆံနေဆိုရင်မိတ်ဆွေဖြစ်သွားတော့မှာနော်အဲ့တော့လူတိုင်းဟာဒါမျိုးကိုလူချင်းကြတာပဲနော်အဲ့တော့ကိုယ်တိုင်ကပေးနိုင်မှုအရေးကြီးပါတယ်နော် when you are peaceful ကိုယ်စိတ်ထဲမှာငြိမ်းချမ်းနေတဲ့အခါနော်ဒါလည်းပဲတကယ် peaceful အမှန်ဆိုတာကတော့တရားနဲ့မှာပဲရတာပါနော် when you are peaceful happy ပြောနေတယ်နော်စိတ်ထဲမှာပြောနေတယ် joyous ဆိုရဲရှင်လန်းနေနော်ကြည်လင်ရှင်လန်းနေ and doing what you love to do ကိုတန်ဖိုးထားတာကိုလည်းပဲလုပ်နေတယ်နော်ဒါလည်းအမှန်ရေးကြည့်တဲ့ချက်နော်လူတော်များဟာလုပ်တာလုပ်နေတယ်ကိုလုပ်တဲ့လုပ်ကိုကိုမချစ်ဘူးစာဝန်ရေးအတွက်လုပ်တယ်ပတ်စံရဖို့အတွက်လုပ်တယ်ချစ်လို့လုပ်တာမဟုတ်ဘူးနော်ကိုလုပ်ကိုလည်းကိုတကယ်ချစ်တဲ့သူဆိုရင်နော် and doing what you love to do you are successful သင်ဟာဘဝမှာအောင်မြင်တဲ့သူပါနော်အဲ့တော့ဘယ်လိုလူအောင်မြင်တဲ့လူပြောမလဲပတ်စံချမ်းသာတဲ့လူလားယာတုတွေအကြီးရတဲ့လူလားဆိုမဟုတ်ဘူးနော်ငြိမ်းချမ်းတဲ့လူပျော်ရွှင်တဲ့လူကြည်လင်ရှင်လန်းတဲ့လူနော်ကိုတန်ဖိုးထားတဲ့လူကိုချစ်တဲ့လူကိုလုပ်နေရတဲ့လူဟာဘဝမှာအောင်မြင်တဲ့လူဖြစ်တယ်နော်အဲ့တော့တချို့လူတွေကနော်လောလောဆယ်မှာ तू လုပ်နေရတဲ့လူကို तू မချစ်ဘူးနော်အခြေအနေရလုပ်နေရတာပဲဒါပေမဲ့အဲ့ဒီလူဟာနော်သူ့စိတ်ကို तू သိအောင်ကြိုးစားလာတယ်တရားကိုအမြဲတမ်းအားထုတ်တယ်တွိုင်းလိုက်နေထိုင်လည်းပဲတတိမပြတ်အောင်တက်နေဆုံးကြိုးစားတယ်ဆိုရင်အဲ့ဒီတတိကောင်းလာလေအလုတ်ထက်ရောက်တဲ့ခါမှာဒီတတိရှိနေတဲ့စိတ်ကြည်လင်အေးချမ်းတဲ့စိတ်နဲ့ဒီအလုပ်ကို तू လုပ်နိုင်လေဖြစ်လာတယ်နော်အဲ့တော့ကိုယ်စိတ်ကကြည်လင်အေးချမ်းနေအဲ့ဒီလုပ်ရတဲ့အလုပ်ပေါ်မှာလည်းပဲတမျိုးကျဉ်းနှံ့မှုရတယ်နော်အဲ့ဒီအလုပ်နဲ့ပတ်သက်ပြီးတော့ဆက်ဆံရတဲ့လူတွေပေါ်မှာလည်းပဲပို့ပြီးတော့ကြည်လင်အေးချမ်းနဲ့ဆက်ဆံလို့ရတယ်ဒါကြောင့်ဆက်ဆံရေးကပို့ပြီးတော့အဆင်ပြေလာတယ်နော်တူအပြန်လန်လေးစားမှုရှိတဲ့ဆက်ဆံရေးမျိုးဖြစ်လာတယ်နော်
အဲ့လိုဖြစ်လာတဲ့ခါမှာအလုပ်မှာပို့ပြီးပြောလာတယ်နော်ဒီလိုကိုတွေ့ကြုံမှုသလားနော်ကိုယ်စိတ်ကကြည်လင်အေးချမ်းလာတဲ့ခါမှာအလုပ်ကိုလုပ်ရတဲ့ခါမှာ resistance သိမရှိဘူးနော်ဒီအလုပ်ကလည်းအများကြီးရှိတဲ့အလုပ်ပဲနော်အကောင်းဆုံးဖြစ်အောင်ဆိုကြိုးစားပြီးလုပ်သွားတယ်ဒီအလုပ်နဲ့ပတ်သက်ပြီးသူစီလာနေကြလူတွေအများကြီးရှိတယ်နော်ဟိုတလောကပဲအကြောင်းနေဘက်တယောက် engineer ပါပဲသူနဲ့ဒီပုံနဲ့တစ်ချင်းတိတ်မကွာဘူးနော်အလုပ်တော်တော်ပင်ပန်းတယ်တာဝန်တန်ကြီးတယ်ဒါပေမဲ့သူပြောပါတယ်နော်အများအတွက်အဆင်ပြေသွားအောင်သူလုပ်ပေးနေတာဘလောက်ပင်ပန်းတယ်လဲဆိုရင်စားရင်တော့လောက်ကလုပ်နေရတယ်နော်အစည်းအဝေးကလည်းတနေကုန်တက်ရတယ်အများကြီးတက်ရတယ်တခါလေအစည်းအဝေးတက်ရင်းနဲ့ပြောနေတာတစ်ဖက်ကနားထောင်ရင်းနဲ့တစ်ဖက်ကလက်မထိုးစရာရှိတာတွေထိုးနေရသေးတယ်ဘလောက်အလုပ်များလဲဆိုတာကြည့်သူ့မှာတစ်ခုပြီးမှနောက်တစ်ခုလုပ်ဖို့တော့အချိန်မရှိဘူးအစည်းအဝေးကိုတစ်ဖက်ကနားဆွင်းနေဒီကဆရာတည်းကြည့်လိုက်လက်မထိုးရတော့မစိုးထိုးလိုက်တခါအစည်းအဝေးနားထောင်လိုက်နောက်တစ်ရက်ကြည့်လိုက်ထိုးလိုက်ဒီလိုလုပ်ရတာနော်ဒါပေမဲ့အများအဆင်ပြေသွားအောင်လုပ်ပေးနေတယ်ဘယ်သူမှအယုတ်အလတ်မြတ်မရွေးဘူးပုတ်ကုန်မရွေးဘူးဖြစ်တဲ့ကိစ္စရတဲ့ကိစ္စဆိုသူဖြစ်အောင်လုပ်ပေးနေတယ်သူစိတ်ချမ်းသာနော်အဲ့တော့ကိုယ်စိတ်သဘောထားပြောင်းသွားရင်ကိုယ်အလုပ်တောင်မှတမျိုးပြောင်းသွားပြီးတော့ဒီအလုပ်တည်ပြီးနေကိုယ်စိတ်ဓာတ်ကိုပို့ပြီးတော့မြင့်မြတ်အောင်အထောက်အကူပေးလာတယ်နော်ဒီအလုပ်ကကိုယ့်ကိုမြင့်မြတ်အောင်လုပ်ပေးတယ်နော်ဟောဈေးရောက်တဲ့တပည့်တွေရှိတယ်အယောင်းဝယ်လုပ်ငန်းတွေအများကြီးလုပ်နေတယ်နော်အင်မတန်ရိုးရိုးတသားလုပ်တယ်သာမအပြင်ပြောမယ်ဆိုရင်တော့အမြဲရချင်လို့ရောင်းတာနော်အမြဲများရလေကောင်းလေလူစမှာနော်ဒါပေမဲ့တရားအထုတ်လာတဲ့ခါမှာစိတ်သဘောထားတွေကပြောင်းလာတော့ဝယ်တဲ့လူကမသိလို့ပစ္စည်းတစ်ခုကိုဝယ်ခြင်းတော့မှသူကတက်တဲ့ပဲပြောရင်ဒီပစ္စည်းကအမျိုးအစားပဲလို့ရှိမကောင်းဒီပစ္စည်းကအမျိုးအစားကောင်းတယ်ဒီပစ္စည်းကဘယ်စင်းလို့ဒီပစ္စည်းကဘယ်စင်းလို့အမှန်တိုင်းပြောတာနော်ဒါတယောက်နှစ်ယောက်မဟုတ်ဘူးကိုတစ်ခေါက်ကတစ်ခါပြောပြီးတော့ golf ပစ္စည်းရောင်းတဲ့တပည့်လေးတယောက်ကြောင်းနော်သုံးပြီးသားတပတ်ရဲ့အဟောင်းအတုလည်းဖြစ်နေနော်အဲ့ဒါကိုအတုမှမသိဘူးဝယ်ခြင်းတဲ့လူကဝယ်နော်အဲ့ဒါကိုရောင်းတဲ့လူကပြောတယ်ဒါအတုပဲမဲ့လည်းပဲအစ်စ်လောက်နေပါတကယ်ပဲကောင်းပါတယ်ဈေးနှုန်းကလည်းမဆိုးပါဘူးတပတ်ရဲ့မလို့ဈေးနှုန်းလည်းကောင်းတယ်တပတ်ရဲ့ဆိုရင်သိဟောင်းတော့နေတာမဟုတ်ဘူးအဲ့လိုပြောပြီးတော့ရောင်းနော်တခါတော့တပည့်လေးတယောက်ကပစ္စည်းတစ်ခုရောင်းလိုက်တာမှာအရင်စလိုနဲ့မှားပြီးတော့အဲ့လိုနည်းနည်းညံ့တဲ့ပစ္စည်းကိုအကောင်းဈေးနဲ့ရောင်းလိုက်အကောင်းစားပစ္စည်းနဲ့အညံ့စားပစ္စည်းနဲ့မှားပြီးတော့နော်အညံ့စားပစ္စည်းကိုရောင်းလိုက်ဝယ်တဲ့လူကလည်းသူ့ကိုယုံကြည်နဲ့ပဲဝယ်သွားတယ်ဝယ်လူကအတွေ့အကြုံမရှိဘူးမသိဘူးနော်ဒါပေမဲ့ဝယ်သွားပြီးနောက်မှသူကသူ့ပစ္စည်းကိုသူစစ်လိုက်တော့ဟာဒီအကောင်းစားဟာရောင်းတဲ့ပစ္စည်းဖြစ်ရမှာအခုတော့ဟိုအညံ့စားပစ္စည်းကရောင်းလိုက်မိတာဖြစ်သွားပြီအကောင်းစားကဒီမှာကျန်းနေတယ်သူဘယ်လို့မှမနေနိုင်ဘူးနော်သူတော်တော်ကိုစိတ်ကပူသွားတယ်ချက်ချင်းအဲ့ဒီလူကိုအကြောင်းကြားတယ်မေးတယ်စုံစမ်းတယ်ဖုန်းဆက်ခေါ်ခိုင်းတယ်ခေါ်ခိုင်းလို့ပြန်ပြောရတယ်အခုနရောင်းလိုက်တဲ့ပစ္စည်းကမှားသွားတယ်အဲ့ဒီပစ္စည်းကညံ့တယ်ဟောဒီပစ္စည်းကအကောင်းအဲ့ဒီဈေးနဲ့ဆိုဒီအကောင်းနဲ့တန်တယ်ပြန်လဲယူပါနော်အဲ့တော့ဈေးရောင်းနေတာနော်တမားအဖြစ်ကြည့်မယ်ဆိုရင်ဈေးရောင်းတဲ့အလုပ်ကတော်တော်အောက်တန်းကြတဲ့အလုပ်ပဲဆိုတော့နော်ဒါဘုံကတော့အောက်တန်းကြတဲ့သဘောမထားပါဘူးနော်လောကမှာအများဖြစ်တယ်ဆိုတာဒီလူကဘာလို့ဆိုဈေးတယ်ဆိုတာတော့ထားလိုက်ပါတော့နော်တိတ်လေးလေးနဲ့ရှိတယ်လူဟုတ်မှာမထင်ပါဘူးဒီလိုထင်မယ်နော်အခုတော့ဈေးရောက်တာပါဈေးတယ်ပါဘလောက်သဘောထားမြင့်မြတ်တယ်လဲဆိုတာကြည့်နော်အဲ့တော့ကိုကသဘောထားမှန်သွားလို့ရှိရင်ဘာအလုပ်ကိုပဲလုပ်အဲ့ဒီအလုပ်ကကိုယ့်ရဲ့မြင့်မြတ်မှုကိုအကောင့်ထဲပေါ်ပေးနေတယ်လက်တွေ့အကောင့်ထဲပေါ်ပေးနေတယ်ဒါကိုလည်းသဘောပေါက်ဖို့အရေးကြီးတယ်နော်ကိုအလုပ်တည်ပြီးနေကိုအတွက် nurturing နော်စိတ်ဓာတ်ကိုအသိဉာဏ်ကိုလေးနဲ့အောင်မြင့်မြတ်အောင်စိတ်ချမ်းသာမှုရအောင်လုပ်ပေးတယ်နော်အဲ့တော့အခုနောက်တစ်ဖက်ကအဲ့လိုလဲပေးလိုက်ရတဲ့ခါကျတော့သူစိတ်အမှန်ချမ်းသာသွားတာနော်အကယ်၍ဒါအဲ့လိုလဲမပေးလိုက်ရရင်တဲ့အဲ့ဒီညဖြောင်းမြောင်းတော့အဲ့လိုရမှာမထင်ဘူးနော်အဲ့တော့ကိုယ်စိတ်ကိုကိုသိနေတဲ့လူတမင်တကာလိန်ညာဖို့မပြောနဲ့နော်မတော်တဆလွဲမှားသွားရင်တော့ချက်ချင်းပြန်ပြင်ခြင်းနဲ့အချိန်မဆိုင်ခြင်းကြာဆိုင်ထားရအောင်ကောင်းတော့နော်အတတ်နဲ့ဆုံးအမြန်ဆုံးနည်းနဲ့ပြန်ပြင်ချင်းအဲ့လိုဖြစ်လာတယ်နော်အဲ့တော့အဲ့လိုလူဟာစီးပွားရေးလည်းပဲအဆင်ပြေလာတယ်အောင်မြင်လာတယ်သူစိတ်ထဲမှာကြည်လင်မှုအေးချမ်းမှုလည်းရှိတယ် There is no true success without peace of mind နော်စိတ်အေးချမ်းမှုမရှိဘဲနဲ့စစ်မှန်တဲ့အောင်မြင်မှုဆိုတာမရှိပါဘူးနော်အဲ့တော့ကိုယ့်ရဲ့အောင်မြင်မှုကိုဘာနဲ့တိုင်းတာအဲ့ဒါတိုင်းတာစရာလေးတစ်ခုပဲနော်
စိတ်ထက်မှာအေးချမ်းမှုရှိမှကိုဘွားအောင်မြင်တယ်လို့ပြောလို့ရတယ်နော်အဲ့ဒီအေးချမ်းမှုရှိဖို့ဆိုတာလေရိုးသားမှုမရှိဘဲနဲ့အေးချမ်းမှုမဖြစ်နိုင်ပါဘူးနော်ရိုးသားမှလည်းပဲအထက်ရောက်အေးချမ်းတယ်နော်ပြီးတော့တည်ငြိမ်မှုအသိဉာဏ်မရှိဘဲနဲ့လည်းပဲတကယ်အေးချမ်းမှုအစစ်မှဆိုတော့မဖြစ်နိုင်ပါဘူးအဲ့တော့ဘဝကိုအေးအေးချမ်းချမ်းနေသွားမှာလားစိတ်ထက်မှာ guilty နော်နောင်တတွေပူပန်မှုတွေနော်ကိုဟာကိုမယိုးသားတာတွေကိုမယိုးသားမှလည်းသူများသိနေတာတွေကိုမရမကဖုံးပြီးတော့ပူလောင်တဲ့စိတ်ကြီးနဲ့နေသွားမှာလားအဲ့လိုနေသွားရင်အဲ့ဒီဘဝအောင်မြင်တဲ့ဘဝလို့ဆိုနေမှာမဆိုနိုင်ဘူးနော်အဲ့တော့အေးချမ်းချမ်းနဲ့အောင်မြင်နေသွားဖို့ဒီနှစ်ခုကတွဲမှရနော် A successful man possesses great spiritual understanding နော် spiritual understanding ဆိုတာလေးနဲ့တဲ့မြင့်မြတ်တဲ့မှန်ကန်တဲ့အသိဉာဏ်နဲ့စိတ်ထားနော်အဲ့ဒါ spiritual ပဲနော်အဲ့ဒီလေးနဲ့တဲ့မှန်ကန်တဲ့အသိဉာဏ်မြင့်မြတ်တဲ့အသိဉာဏ်ရှိမှသာအဲ့ဒီလူက a great man လို့ပြောလို့ရတယ် a successful man လို့ပြောလို့ရတယ်နော်အဲ့တော့တကယ်အောင်မြင်တဲ့လူဟာတဲ့သူ့မှာအင်တန်လေးနဲ့တဲ့မှန်ကန်တဲ့မြင့်မြတ်တဲ့အသိဉာဏ်ရှိတယ်စိတ်ထားရှိတယ် A successful man possesses great spiritual understanding နော်အေးစစ်စစ်ဒီဟာလေးကိုသဘောပေါက်အောင်စဉ်းစားစေချင်နော်လူတိုင်းကိုတကယ်အောင်မြင်တဲ့လူတွေဖြစ်စေချင်နော် successful ဖြစ်စေချင် To the degree that we achieve optimal growth growth ဆိုတာအသိဉာဏ်နဲ့စိတ်ဓာတ်ကြီးမားလာနော်ကြီးထွားလာအဲ့တော့ကိုယ့်ရဲ့အသိဉာဏ်နဲ့ကိုယ့်ရဲ့စိတ်ဓာတ်ကြီးထွားလာရင်ကြီးထွားလာနော် we are not only free လွတ်လပ်သွားရုံနဲ့မကပါဘူးနော် not only free ဆိုတာလွတ်လပ်သွားရုံနဲ့မကဘူးနောက်ဆက်တွဲတွေအများကြီးရှိသေးတယ်နော်အဲ့တော့ကိုယ့်ရဲ့အသိဉာဏ်နဲ့စိတ်ထားတိုးတက်လာလေလေကြီးပွားလာလေလေအဲ့ဒီလူဟာလွတ်လပ်သွားလေလေဖြစ်ုံနေမကပါဘူးဆိုတော့လွတ်လပ်သွားလေလေဆိုတာပါသွားပြီနော်အဲ့တော့အသိဉာဏ်နဲ့စိတ်ထားရင့်ကျက်လေလေလွတ်လပ်မှုပိုရှိလေလေပဲနော်ဘာဖြစ်လို့ဆိုတော့သူ့စိတ်ထဲမှာလောဘနဲ့မလုပ်တော့နော်လောဘရဲ့လွှမ်းမိုးမှုနဲ့မလုပ်တင်တာကိုသူမလုပ်တော့ဒေါသရဲ့လွှမ်းမိုးမှုနဲ့မလုပ်တင်တာကိုသူမလုပ်တော့နော်အဲ့တော့လောဘရဲ့လွှမ်းမိုးမှုကိုခံနေရတဲ့သူနော်မတရားတာမဟုတ်တာကြီးကိုဒီလောဘဇောကြီးကိုမကြည့်နိုင်လို့မထိန်နိုင်လို့လုပ်နေရတဲ့လူဟာလွတ်လပ်တဲ့လူမဟုတ်ဘူးနော်ဘယ်လိုလူဟာလွတ်လပ်တဲ့လူလဲဆိုတော့ကိုလုပ်တဲ့ကိစ္စတိုင်းကိုတတိလေးနဲ့ညာရင်းနဲ့တခြားကြည့်ပြီးတော့ကိုလည်းပဲအကျိုးရှိအောင်အများလည်းအကျိုးရှိအောင်နော်ကိုမှလည်းထိခိုက်မှုမရှိအောင်အများမှလည်းထိခိုက်မှုမရှိအောင်ညာလေးနဲ့လုပ်တဲ့လူမှသာလွတ်လပ်တဲ့လူလို့ဆိုနေတယ်။ကြောင့်လွတ်လပ်မှုဆိုတာဘာလဲဆိုတော့ပညာဉာဏ်နဲ့ရှင်ပြီးတော့လုပ်တင်တာကိုလုပ်တာဟာလွတ်လပ်မှုလို့ပြောလို့ရတယ်။နော်လောဘကြီးကြီးနဲ့ဒေါသကြီးကြီးနဲ့လုပ်တာဟာလွတ်လပ်မှုမဟုတ်ဘူး။အဲ့တော့အဲ့လိုကိုယ်မှအသိဉာဏ်နဲ့စိတ်ထားကြီးလာလေလေပို့ပြီးတော့လွတ်လပ်လာလေလေဖြစ်တယ်နော်။ဒါတင်မက strong နော်အသိဉာဏ်နဲ့စိတ်ထားကြီးလာလေလေပို့ပြီးတော့အားရှိတဲ့လူဖြစ်လာလေလေပို့ပြီးတော့အားကောင်းတဲ့လူဖြစ်လာလေပို့ပြီးတော့ခိုင်မာတဲ့လူဖြစ်လာလေလေနော် weak မဖြစ်ဘူးနော် strong ဖြစ်လာအဲ့တော့ကိုပြန်မေးကြည့်ဖို့ကောင်းတယ်နော်ငါဟာ weak ဖြစ်တဲ့လူလား strong ဖြစ်တဲ့လူလားဘယ်တိုင်းတာထိ strong ဖြစ်ပြီလဲနော်ပြီးတော့ rational ဆိုတာအကြောင်းကျိုးမမှန်ကန်ကန်ဆင်ခြင်နေတာနော်တင့်တယ်မတင့်တော်ဘူးဆိုတာကိုတေချာဆင်ခြင်သုံးသပ်နေတာနော်အဲ့တော့အတ္တဇွဲနဲသွားတဲ့လူဟာကိုလိုတဲ့ဘက်ကိုမဆွဲတော့တရားထုတ်လာလို့ဝိပဿနာဉာဏ်ရင့်တန်လာတဲ့လူမဲ့ဉာဏ်ဖွဉာဏ်ဆိုရင်တော့ပြောပေါ်ရမရှိဘူးနော်အဲ့တော့တရားထုတ်လာလို့အသိဉာဏ်ကိုစိတ်နေသဘောထားကိုလေးနဲ့လာတဲ့လူရင့်တန်တဲ့လူဟာကိစ္စတစ်ခုကိုလုပ်တော့မယ်ဆိုရင်ပုဂ္ဂိုလ်ဇွဲကိုဦးစားမပေးတော့ပုဂ္ဂိုလ်ဇွဲကိုထဲကိုမစဉ်းစားတော့နော်ဒီကိစ္စငါအတွက်ဘယ်လောက်အကျိုးရှိမလဲဆိုတော့အဓိကသူမမေးတော့ဒီကိစ္စမှန်ကန်တဲ့ကိစ္စလားအားလုံးအတွက်အကျိုးရှိတဲ့ကိစ္စလားတဦးတယောက်အတွက်ထိခိုက်မယ်ဆိုရင်တော့မလုပ်တော့ဘူးအဲ့ထက်မှမိမိကိုလည်းပါတယ်နော်ငါတော့အထိခိုက်ခံပြီးသူများကျိုးရှိအောင်လုပ်မယ်လို့မဖြစ်နိုင်ဘူးအဲ့ဒါအလကားစကားလှအောင်ပြောတာနော်အဲ့တော့ကိုလည်းပဲအကျိုးရှိအောင်အများလည်းပဲအကျိုးရှိအောင်စဉ်းစားပြီးလုပ်မယ်နော်ကိုလည်းပဲအကျိုးရှိအောင်လို့ပြောတဲ့အတွက်ကြောင့်အတ္တဆွဲကြည့်လို့မဆိုနိုင်ဘူးနော် and joyous အဲ့ဒီလူဟာပ
ပြောလဲပြောရွှင်တယ်နော်ရှင်လန်းတဲ့စိတ်ရှိတယ်အဲ့တော့အသိဉာဏ်နဲ့စိတ်ဓာတ်ကြီးမားလာလေလေလွတ်လပ်မှုပိုရှိလေလေခိုင်မာမှုပိုရှိလေလေနော်အကြောင်းအကျိုးကိုမှန်မှန်ကန်ကန်စဉ်းစားနိုင်လေလေစဉ်းကျင်နိုင်လေလေမှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်လေလေပြီးတော့ဥပလောလည်းပဲကြည်လင်မှုရှင်လန်းမှုရှိလေလေဖြစ်လာတယ်နော်ဒါရင်မကသေးဘူး but also mentally healthy ဒီချက်ကအမှန်တန်အရေးကြီးတယ်နော်ဒါကိုအထူးလေးလေးစားစားသဘောပေါက်စေချင်ပါသေးတယ်နော်အသိဉာဏ်နဲ့စိတ်ဓာတ်မြင့်မြတ်မှုရှိမှ mentally healthy ဖြစ်မယ်စိတ်ကကျန်းမာမယ်နော်အဲ့ဒါကိုအပြည့်အမြတ်အလှမ်းလှမ်းစဉ်းစားပါလောဘကြီးလွန်းတဲ့သူဟာ mentally healthy ဖြစ်မှာမဖြစ်တော့နော်တကူကောင်းဆန်လွန်းတဲ့လူဟာ mentally healthy စိတ်ကျန်းမာမှုရှိနိုင်တယ်ရှိနိုင်တော့ကိုချင်းမစားတဲ့သူဟာ mentally healthy စိတ်ကျန်းမာတဲ့သူမဖြစ်နိုင်ဘူးအင်မတန်ရိုးတယ်နော်ဒါဟာတကယ်အခြေခံသဘောလေးတွေနားလည်ဖို့ရဘာမှမခက်ဘူးအေးစဉ်းစားကြည့်တာနော် mentally healthy ဖြစ်ဖို့ဆိုတာဟာအဲ့ဒီစိတ်ဓာတ်နဲ့အပညာရင့်ကျက်မှုကြီးပွားမှုရှိမှဖြစ်မယ်နည်းနည်းလေးရင့်ကျက်လာရင်နည်းနည်းလေး healthy ဖြစ်လာပြီရာခိုင်နှုန်းပြည့်ရင့်ကျက်သွားရင်တော့ရာခိုင်နှုန်းပြည့် healthy ဖြစ်သွားပြီလို့ပြောလို့ရတယ်နော်အဲ့တော့အခုခေတ်မှာလူတော်များဟာအပညာနဲ့စိတ်ဓာတ်ရင့်ကျက်မှုလေးနက်မှုမြင့်မြတ်မှုရှိဖို့အတွက်အချိန်သိမ့်မပေးဘူးဒကာကြီးတို့မဆိုလို့ဘူးနော်ဒကာကြီးတို့ဒီမှာရှိတဲ့ပြိတ္တကတော့အကြောင်းသိပြီလားပဲနောက်တက်လာမဲ့လူငယ်တွေအတွက်ဒီပုံကပို့ပြီးတော့စဉ်းစားတာနော်တတိပေးစေခြင်းတယ်ဒကာကြီးတို့အိမ်မှာသားတွေသမီးတွေတူတွေတူမတွေညီတွေညီမတွေရှိမယ်နော်ဒကာမကြီးတို့အိမ်မှာလည်းရှိမှာပဲအဲ့တော့သူတို့ပို့ပြီးတော့နားလဲစေခြင်းနော်တကယ်ဘဝမှာအောင်မြင်တဲ့လူဖြစ်စေခြင်းစိတ်လည်းပဲတကယ်ကြမ်းမာလူဖြစ်စေခြင်းအဲ့တော့လောဘကြီးလွန်းရင်စိတ်မကြမ်းပါဘူးဒေါသကြီးလွန်းရင်ရောစိတ်ကမကြမ်းမာတော့ဘူးနော်မာနကြီးလွန်းရင်စိတ်ကမကြမ်းမာတော့ဘူးနော်လောဘဒေါသမာနကြီးလွန်းရင် rational ဘောဖြစ်မှာမဖြစ်နိုင်တော့ဘူးမျှတတဲ့အမြင်မဖြစ်နိုင်တော့ဘူးနော်အကျိုးအကြောင်းကြိုက်အောင် तू မစဉ်းစားတော့ဘူးနော် तू လှည့်ပတ်တော့မဟုတ်တာဟုတ်ဖြစ်အောင် तू လုပ်တော့ rational မဖြစ်တော့နော်အဲ့တော့အဲ့ဒါလိုမဖြစ်တဲ့လူဟာစိတ်ကြည်လင်ရှင်လန်းမှုမရှိနိုင်တော့ဘူးနော်ပြီးတော့စိတ်ဓာတ်ခိုင်မာတဲ့လူရင်းကျက်တဲ့လူလည်းမဖြစ်နိုင်တော့ဘူးနော်ဒါတွေအားလုံးဟာဆက်နေတယ်နော်တစ်ဆက်တည်းပဲတစ်ခုချင်းခွဲထုတ်လို့မရနိုင်ဘူးနော်စိတ်ဓာတ်နဲ့အပညာရင့်ကျက်မှုကြီးပွားမှုနဲ့လွတ်လပ်မှုခိုင်မာမှုမှန်မှန်ကန်ကန်သိမြင်မှုနဲ့ကြည်လင်ရှင်လန်းမှုဟာခွဲထုတ်လို့မရဘူးတွဲနေတယ်နော်ဒါလည်းမကဘူးစိတ်ရဲ့ကျန်းမာမှုmental health and sickness are outcomes of right and wrong living respectively ကိုယ့်ရဲ့နေပုံထိုင်ပုံပြောပုံဆိုပုံစဉ်းစားပုံတွေးခေါ်ပုံသဘောထားတွေမှန်နေရင် mental health ဖြစ်တယ်နော်ကိုယ့်ရဲ့နေပုံထိုင်ပုံပြောပုံဆိုပုံလုပ်ပုံကိုင်ပုံစိတ်နေသဘောထားတွေမှားနေရင် mental sickness ဖြစ်တယ်နော်ရိုးလေးပဲအင်မတန်ရှင်းတယ်နော်နော် mental health is in the last analysis နော်နောက်ဆုံးအများကြီးလေ့လာသုံးသပ်ပြီးတော့နောက်ဆုံးအဆင့် analyze လုပ်လိုက်ရမယ်ဆိုရင်နော်နောက်ဆုံးအဆင့်ကောက်ချက်ချရမယ်ဆိုရင်စိတ်ရဲ့ကျန်းမာရေးဆိုတာဘာလဲဆိုတော့ a manifestation of right living နော်မှန်ကန်ကန်သဘောထားမှန်နဲ့ပြောတာဆိုတာမှန်နဲ့လုပ်တာကြင်တာမှန်နဲ့ကိုယ့်ဘဝကိုကိုနေသွားတာအဲ့လိုနေသွားခြင်းဟာ mental sick health ကိုအထောက်အကူပေးတယ်နော်အဲ့တော့စိတ်ရဲ့ကျန်းမာမှုဆိုတာအနေထိုင်အပြောဆိုစိတ်ရည်သဘောထားမှန်ကန်မှုရဲ့အကျိုးတရားရလဒ်ပဲအကောင့်ထဲပဲအဲ့တော့လူတယောက်မှာစိတ်မကြမ်းမာဘူးဆိုရင် तू ဘာတွေလွယ်နေလဲဆိုတော့သူကိုယ်သူမေးဘူးကောင်းတယ်သူများပြောရင်လည်းကြိုက်ချင်မှကြိုက်နော် mental illness is symptom of failure to live according to the requirements of human nature နော်အဲ့တော့ mental illness ဆိုတဲ့စိတ်ရဲ့မကြမ်းမာမှုဟာဘာကြောင့်ဖြစ်လဲဆိုတော့လူသဘာဝရဲ့လူအပ်ချက်နဲ့အညီမနေနိုင်လို့ဖြစ်တာပါတဲ့နော်လူသဘာဝရဲ့လူအပ်ချက်နဲ့အညီမနေနိုင်လို့ဆိုတော့လူသဘာဝရဲ့လူအပ်ချက်ဆိုတာဘာလဲလို့မေးစရာဖြစ်ပြီနော်အဲ့တော့ human nature လို့သူသုံးထားတော့ဒီ nature ရဲ့ရှေ့မှာ human ဆိုတာပါနေတော့မြုပ်ထားတဲ့စကားလုံးတစ်လုံးကိုပေါ်လိုက်ရင်ဘာထွက်လာ
animal nature ဆိုတာလည်းရှိရအောင်ပါပဲနော်အဲ့တော့အခုတိရစ္ဆာန်တွေကိုကြည့်မယ်ဆိုရင်သူတို့မှာလောဘရှိဒေါသရှိနော်ဒီကောင်ဒီကောင်ကိုတတ်ဖြတ်ပြီးတော့စနေကြတယ်နော်ဒါတော့မှတေချာကြည့်ရင်တွေ့ရလိမ့်မယ်အဲ့ဒီတိရစ္ဆာန်တွေမှာစီကံတစ်ခုတော့ရှိဒီဘုံဘုံကတောရမှာနေတာတိရစ္ဆာန်တွေအများကြီးကြားရမှာတိရစ္ဆာန်တွေမှာစီကံရှိတယ်ဆိုတော့တွေ့ရတယ်အားလုံးတော့မဆိုလို့ဘူးနော်တိရစ္ဆာန်တိုင်းလို့တော့မဆိုလို့ဘူးတချို့တိရစ္ဆာန်တွေတော့စီကံရှိဘယ်တော့ဘာဖြစ်ဖြစ်တောရမှာဥမာငှက်တွေကိုအစာကျွေးထားတဲ့ကောင်အကောင်ကြီးကအကောင်ငယ်တွေကိုအတင်းအနိုင်ယူလိုက်ပြီးတော့သူကြီးဘက်ကုန်စားသွားတာနော်တကူကောင်းဆန်တယ်နော်ဥမာတောကြီးကန်းကြီးတွေရှိတယ်ရောဂကြီးကန်းတွေလည်းလာအဲ့ထက်မှာငှက်ငယ်ငယ်လေးတွေလည်းတွေ့ရတယ်နော်မိကိုရောင်လေးတွေအညိုရောင်လေးတွေငှက်ကလေးသေးသေးလေးတွေစာကလေးလောက်ငှက်ကလေးဒီငှက်ကလေးတွေကသူတို့လာစားနေဟိုအကောင်ကြီးကလာနားရင်သူတို့ကကုလုံးဖယ်ရတော့မဖယ်ရင်လည်းပဲအကောင်ကြီးကစိတ်တယ်နော်အနိုင်ယူလိုက်တယ်နော်ဒါ animal nature သူလက်စားပါစေကိုလက်စားပါစေဆိုတဲ့သဘောထားမျိုးတိရစ္ဆာန်မှာမထားနိုင်ဘူးနော်အဲ့တော့တချို့လူတွေမှာအဲ့လိုသဘောထားမျိုးရှိတယ်နော်အဲ့တော့ဒါဟာလူမှာ animal nature နဲ့ human nature နှစ်မျိုးရောနေတယ်လို့ပြောလို့ရတယ်နော်အခုအဘိဓမ္မာတွေဘာတွေလေ့လာဖို့ရင်တွေ့လိမ့်မယ်စေတသိက်ပိုင်းမှာနော်အကုသိုလ်စေတသိက်လည်းရှိတယ်ကုသိုလ်စေတသိက်လည်းရှိတယ်နော်ကုသိုလ်စေတသိက်ပိုင်းကတော့ human nature ပဲအကုသိုလ်စေတသိက်အပိုင်းဟာ animal nature ပဲနော်အဲ့တော့အဲ့ဒီကုသိုလ်အပိုင်းမှာရှိနေတဲ့လူရဲ့အဲ့ဒီ human nature ရဲ့တောင်းဆိုမှု requirements နော်လိုအပ်ချက်တောင်းဆိုမှုအဲ့ဒါကိုဖြည့်ဆည်းပေးနိုင်ရမယ်အကောင့်ထဲပေါ်နိုင်ရမယ်နော်အကောင့်ထဲပေါ်နိုင်မှသာစိတ်ကကျမ်းမှာအကယ်၍လူသဘာဝဖြစ်တဲ့မြင့်မြတ်တဲ့စိတ်တွေကိုအကောင့်ထဲမပေါ်နိုင်ဘူးဆိုရင်စိတ်မကျမ်းပါတော့ဘူးနော်အဲ့တော့ကိုချင်းစားတယ်ဆိုတာမြင့်မြတ်တဲ့စိတ်ဒါဟာ requirement of human nature တခုနော်မေတ္တာကရုဏာဟာ human nature နော် requirement of human nature နော်ရိုးသားမှုဖြောင့်မတ်မှုတတိတမာတိပညာဒါတွေအားလုံးဟာလူသဘာဝလူအပ်ချက်နော်အခုလူတွေကများသောအားဖြင့် animal nature ရဲ့ requirements ကိုဖြည့်ဆည်းပေးနေကောင်းကောင်းစားမယ်ကောင်းကောင်းကြည့်မယ်ကောင်းကောင်းနားထောင်မယ်နော်သူ့ကိုငါနိုင်မယ်ငါ့ကိုသူနိုင်မယ်ဒါ animal nature နော်လုံးလုံးကြီးကင်းဖို့တော့မလွယ်သေးပါဘူးနော်တို့တော်လည်းပဲသိထားလို့ရှိရင်တော့ထိန်းလို့ရတယ်နော်ထိန်းထားပြီးတော့အဲ့ဒီကောင်းတဲ့ဘက်က human nature ကိုအားပေးမယ်ဒီနေ့တခြားလေ့ကျင့်သွားမယ်ဆိုရင်နေချင်းညချင်းမရတော့မှာနော်တကယ်ကြိုးစားကြည့်နှစ်ပေါင်းများစွာကြာလာတဲ့ခါမှာသဘောထားတွေအင်မတန်လေးနဲ့လာတယ်အင်မတန်မြင့်မြင့်လာတယ်အင်မတန်တိခတ်နိုင်တယ်အင်မတန်ခေါလုံးနိုင်တယ်ဖြစ်လာတယ်နော်အဲ့လိုဖြစ်လာလေလေစိတ်က healthy ဖြစ်လေလေပဲကျန်းမာလေလေနော် The closer we are to arriving at the model of human nature နော်အဲ့ဒီ human nature ဆိုတဲ့ကောင်းတဲ့ model နော်အဲ့ဒီကောင်းတဲ့ဘက်ကိုနီးလာလေလေတဲ့နော် the greater are our freedom လွတ်လပ်မှုကလည်းပဲကြီးလာလေလေဟိုးပြီးတော့လွတ်လပ်လာလေနော်အဲ့ကိုလွတ်လပ်တဲ့လူဖြစ်ချင်တယ်လားမလွတ်လပ်တဲ့လူဖြစ်ချင်လားလို့မေးဘယ်နဲ့ဖြစ်လူတိုင်းနဲ့ဖြေမှာပဲနော်လွတ်လပ်တဲ့လူဖြစ်ချင်တာအဲ့ဒါရအောင်ဘယ်လိုလုပ်မှာလဲဘုဒ္ဓစီကတောင်းမှာဘုဒ္ဓစီကမှတောင်းလို့မရဘူးနော်ဒါကြောင့်အဆင့်အမြင့်ဆုံးဖြစ်တဲ့လွတ်လပ်မှုကိုဘုဒ္ဓစီကမှတောင်းလို့မရဘူးနော်သူကစိတ်ထဲကနေဖြစ်လာမှာမရနော်ဒါတွေမကသေးဘူးနော် the greater are our freedom and our well-being well-being ဆိုတာကိုရောစိတ်ကိုချမ်းသာနေတာနော်ကျမ်းမာနေတာဒီလိုထင်လို့ကောင်းနေတာနော် well-being အဲ့တော့စိတ်ရောကိုယ်ရောချမ်းသာဖို့ဟာဘယ်လိုလုပ်ရမလဲဆိုတော့ကိုယ့်ရဲ့ကောင်းတဲ့စိတ်ထားတွေကိုကောင်းတဲ့ထက်ကောင်းလုပ်ရမယ်နော်လွတ်လပ်တဲ့လူဖြစ်လာအောင်မလုပ်ရမလဲဆိုတော့ကောင်းတဲ့စိတ်ထားတွေနော်အမှန်တန်လေးနဲ့တဲ့မှန်ကန်တဲ့အသိဉာဏ်တွေကိုယ်မှာကြားလေးလေးအားကောင်းလေးလေးဖြစ်လာအောင်လုပ်ရမှာအဲ့ဒါကိုရထားတဲ့လူပါပြင်ပကတခါလေအချီနေရလို့လို့ကိုင်းလို့မဖြစ်တာမလွတ်လပ်တာကိုဘယ်လို့မှသဘောမထားတော့ဘူးဒါဟာအရေးမကြီးပါဘူးဒါအခြေအနေရဖြစ်နေရတာပါနော် To be driven by irrational passions is to be mentally sick နော် To be driven ဆိုတာအနောက်ကနေချိန်တိုးပြီးတော့မောင်းနေတယ်အဲ့ဒါ driven နော်မနွားတွေဘာတွေမှာလှဲတက်ထားပြီးတော့နော်နောက်ကနေခါလဲစူးချုံကြီးနဲ့ထိုးတယ်အဲ့ဒါ driven မောင်းတာနှင်တာကိုခန်းနေရအဲ့တော့
irrational passion ဆိုတာကအကျိုးကြောင့်ဆင်ခြင်မှုနော်မျှတတယ်မမျှတဘူးဖြစ်တင်တယ်မဖြစ်တင်ဘူးဆိုတာကိုမဆင်ခြင်နိုင်တဲ့ပြင်းထန်တဲ့စိတ်အလိုဆန္ဒအဲ့ဒါ passion နော် passion ဆိုတာပြင်းထန်တဲ့အလိုဆန္ဒလောဘကြောင့်ဖြစ်တယ်လည်းရှိမယ်ဒေါသကြောင့်ဖြစ်တယ်လည်းရှိမယ်မာနကြောင့်ဖြစ်တယ်လည်းရှိမယ်နော်ပြင်းထန်တဲ့စိတ်ရဲ့ဆန္ဒအဲ့တော့အဲ့လိုကျိုးကြောင့်ဆင်ခြင်မှုမရှိတဲ့ပြင်းထန်တဲ့အလိုဆန္ဒရဲ့မောင်းနေမှုကိုခံရတာတဲ့ to be mentally sick နော်စိတ်မကြမ်းမှဖြစ်နေတာလည်းအတူတူပါပဲနော်အဲ့တော့လောဘကကိုနှောင်းမိုးနေပြီဆိုရင် driven by irrational passion ဖြစ်နေနော်ဒေါသအကြီးကြီးနဲ့ကိုကနှောင်းမိုးတာခံရပြီဆိုရင် driven by irrational passion ဖြစ်နေနော်အဲ့လိုပဲမာနလည်းဒီတိုင်းပဲမနာလိုဝန်တူမှုအများကြီးပွားတာမနာလိုတော့ဘာလို့ဒါလည်းဒီတိုင်းပါပဲအဲ့လိုလူဟာစိတ်မကြမ်းပါဘူးနော်အဲ့တော့အဲ့ဒီရှုထောင့်ကနေကြည့်မယ်ဆိုရင်စိတ်ကြမ်းပါတဲ့လူတော်တော်နဲတယ်လို့ဆိုနေတယ်နော်အဲ့တော့ဘယ်သူတွေကကြမ်းပါမလဲဆိုတော့ကိုယ်လောဘကိုကိုသိရင်လောဘပင်ရှိတော်လဲပဲငါဘူးသူ့ဘူးချင်းချင်းလိုက်နော်သူလည်းအကျိုးရှိအောင်ငါလည်းအကျိုးရှိဒေါသဖြစ်နေတဲ့ကိစ္စတစ်ခုအဆင်မပြေလို့ဒေါသဖြစ်နေကိုဒေါသကိုကိုသိလို့ရှိရင်ဒီကိစ္စအဆင်ပြေအောင်တော့ငါပြောမယ်ဒါပေမဲ့ပြင်းပြင်းထန်ထန်ကြီးထိခိုက်သွားအောင်နစ်နာသွားအောင်စကားလုံးကြမ်းကြမ်းတမ်းလည်းမတုံဘူးကိုထိလျောက်လည်းမလုပ်အဆင်ပြေအောင်တော့ကြိုးစားမယ်ဒါဆိုရင် rational ဖြစ်လာပြီနော်နည်းနည်းတော်လာပြီဒါကြောင့်လောဘဒေါသတုံမှာတတိပါလာလို့ရှိရင် rational ဖြစ်လာတယ် irrational မဖြစ်ဘူးနော်မာနကြီးနေတယ်ဆိုတော့ကိုကပညာကုံအစင်တန်ရာသူစသည်အဖြစ်မြင့်မားတဲ့သူနော်ကိုအောင်နေတဲ့လူကိုနောက်လူကြီးသူဆက်ဆံမှာခက်တယ်နော်ဆက်ဆံကြည့်ကိုမာနကိုသိတယ်သိရင်နည်းနည်းရှော့လို့အလွန်ကျွံကြီးဖြစ်မသွားဘူးနော်ဒါတွေအားလုံးကနော်ပစ္စည်းဥစ္စာဂုဏ်ပကာသနာရာထူးဆိုတာ incidental အခြေအနေရအကျိုးပေးကောင်းလို့ဖြစ်နေတာပါတကယ်ကိုအစွမ်းစားနဲ့ရတာလို့တကယ်ပြောမယ်ဆိုရင်တော့မှပြောရတာမလွယ်ပါဘူးနော်ကိုအစွမ်းစားနဲ့ကိုရတာလည်းရှိတော့ရှိမှာပေါ့ဒါပေမဲ့တော်တော်များများကိစ္စမှာအခြေအနေကောင်းနေလို့ရတာပါနော်တနေ့ရှိချင်မှရှိမှာနော်ကိုလည်းထမအမြဲတမ်းမြဲနေမယ်လို့မဆိုနိုင်ဘူးဆုံးရှုံးသွားနေတယ်နော်အဲ့တော့ကိုအဆင့်တန်းမြင့်ခဲ့တဲ့အချိန်မှာတုန်းက irrationally နော်တခါတည်းကိုအလွန်အကျွံမာနကြီးခဲ့တဲ့လူဘုံဝင်နဲ့သူ့မှာရှိနေတာကြီးဒီနေ့ဆုံးရှုံးသွားလို့ရှိရင်သူဘယ်လိုနေမလဲတော်တော်ခါခက်တယ်နော်လူတော်တဲ့သူနိုင်မှာမဟုတ်တော့ဘူးတစ်ချိန်လုံးကသူကသူများပေါ်မှာဒီလိုသဘောထားမျိုးထားခဲ့တာဆိုတော့သူ့ပေါ်မှာရောသူများဘယ်လိုသဘောထားမှာလဲအဲ့ဒီအချိန်မှာသူ့ကိုနေရာမသွင်းတော့ဘူးနော်အဲ့တော့ဒါတွေအားလုံးကအခြေအနေကလောက်ရတာပါနော်အဲ့တော့အဲ့ဒီအလုတ်အကင်ကိုမှီပြီးတော့ကိုငါပဲသူပဲလို့ဒီလိုခိုင်ခိုင်မာမာကြီးဆွဲတဲ့အဆွဲမျိုးကိုသူက role လို့ခေါ်တယ်နော် role ဆိုတာဥမာရုပ်ရှင်တို့ဘာလို့မှဇက်ဆောင်အခန့်ကဏ္ဍရှိတယ်နော်ဘယ်သူကလူကြီးနေရဘယ်သူကလူငယ်နေရဘယ်သူကလူမိုက်နေရဘယ်သူကတော့တနာစရာကောင်းတဲ့ဇက်ကောင်နေရနေရာယူလိုက်ရတယ်နော်နေရာယူပြီးဇလန်းတစ်ခုကနော်ကတဲ့ခါမှာဇက်ဆောင်တရုပ်ဆောင်တဲ့လူဟာသူ့ကိုယ်သူငါတရုပ်ဆောင်နေတာပါလားဆိုတာကိုသိနေလို့ရှိရင်သူ့ဇလန်းကိုလည်းသူပြီးတရုပ်ဆောင်တော့လို့ရတယ်နော်သူ့ကိုမှလည်းသူထိခိုက်အောင်မလုပ်လိုက်ဘူးနော်အကယ်၍သူ့ကိုယ်သူငါတရုပ်ဆောင်နေတာပါလို့မသိလို့ရှိရင်သူတော်ခံစားရတော့နော်အဲ့တော့အဲ့ဒါလေးလည်းနည်းနည်းစဉ်းစားစေချင်တယ်ဒီအကြောင်းအရာကိုတော့နောက်တစ်ခါမှဖြည်းဖြည်းအေးစစ်စစ်သဘောပေါက်အောင်ပြောပြချင်တယ်နော်အဲ့တော့ငါတို့ဟာဘဝပေးအခြေအနေကလှုပ်တဲ့အလုပ်တစ်ခုလုပ်နေရတယ်ကိုလုပ်နေတဲ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်မယ်အများကျိုးရှိအောင်လုပ်မယ်ဒီအလုပ်ဟာငါလို့သူတို့သတ်မှတ်မထားဘူးနော်အဲ့လိုသတ်မှတ်မထားလို့ရှိရင်လွတ်လပ်တဲ့စိတ်နဲ့လုပ်လို့ရသွားတယ်နော်အဲ့တော့ပို့ပြီးတော့လွတ်လပ်တဲ့လူပို့ပြီးတော့အေးချမ်းတဲ့သူနော်ငြိမ်းချမ်းတဲ့သူပျော်ရွှင်တဲ့သူအများအကျိုးကိုတကယ်ထိထိရောက်စွမ်းဆောင်နေတဲ့သူတွေဖြစ်စေချင်ပါတယ်နော်အဲ့ဒါလည်းကိုယ့်အကူဖြစ်အောင်လုံးမပဲရမယ်နော်ဒါကသူများကိုယ်တင်ပြောတာမဟုတ်ပါဘူးဒီပုံပုံကိုယ်တိုင်လည်းပဲကိုယ့်ကိုယ်လည်းပဲအကျိုးရှိအောင်တန်နေခြင်းပါတယ်နော်အများအကျိုးကိုလည်းပဲတော်တော်ဆောင်ရွက်ချင်ကိုယ်ဆောင်ရွက်လိုက်လို့သူများချမ်းသာသွားတာကိုသိရတယ်တော်တော်ပျော်စရာကောင်းတာပဲနော်ဟိုအထူးသဖြင့်ပြောရမယ်ဆိုရင်စောစောတုန်းကပြောသလိုပဲအခုတချို့တရားဓမ္မတွေလာတော့ပြောတယ်တပိတော့ဘုရားအရှင်ဘုရားတိတ်ခွေလေးကိုသူ့စီကရတာအားလေးနားထောင်ပြီးတော့တပိတော့တော်တော်စိတ်ချမ်းသာနောက်တော့တပိတော့နောက်ထပ်ရအောင်ရှာတယ်အခုအမြဲတမ်းနာပါတယ်အမြဲတမ်းလည်းပဲတရားထုတ်ပါတယ်အဲ့လိုကြားရရင်အင်မတန်ပြောတာပဲနော်ဒီနည်းအားဖြင့်ဟိုငါဘွားဟာ
အင်မတန်ကျဉ်းတ်ဆရာကောင်းတယ်ဒီလိုခံစားရတယ်နော်ကိုယ့်ဘဝကိုအင်မတန်ကျဉ်းတ်နော်ကိုယ့်ကြောင့်သူများချမ်းသာသွားတယ်လို့သိရတာတော့ကျဉ်းတ်ဆရာကောင်းတာတော့မရှိတော့ဘူးနော်အဲ့တော့အားလုံးပဲအများကျိုးကိုဆောင်ရွက်နေတဲ့သူတွေဖြစ်စေချင်တယ်နော်ဖြစ်အောင်ကြိုးစားကြ